ဝတစ်ခုရလာတဲ့အခါမှာဒါနကောင်းမှုပြုသူနဲ့မပြုသူကွဲပြားခြားနာချက်တွေရှိတယ်လူတွေဟာဘဝရလာတော့လည်းပဲတဦးနဲ့တဦးတူညီမှုမရှိကြအဲ့လိုတူညီမှုမရှိခြင်းဟာလှုပ်ဆောင်မှုတွေကွဲပြားခြားနာခြင်းတော့ဖြစ်တာကိုလှုပ်တာကိုရတာဆိုတာတော့သဘာဝနိယမကြီးအရာအလွန်ထင်ရှားတဲ့အရာသာဖြစ်တယ်လူမျိုးစုနွယ်တွေကြီးလိုက်မယ်လူချင်းတော့တူကြတယ်လူသားဆိုတဲ့အနေအထားအဖြစ်တူညီကြတော့လေအသိပညာကွဲပြားခြားနာတယ်စိတ်နေသဘောထားတွေကွဲပြားခြားနာတယ်ရုပ်ရည်အဆင့်တွေကွဲပြားခြားနာတယ်အသိဉာဏ်ရှိမှုမရှိမှုဆိုတာကွဲပြားခြားနာတယ်စီစဉ်ဥစ္စာပြည့်စုံမှုမပြည့်စုံမှုဆိုတာတွေလည်းကွဲပြားခြားနာနေကြအဲ့ဒါလို့ကွဲပြားခြားနာမှုတွေဟာဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်းကိုယ့်ပေါ်မှာလုံးဝမူတည်နေတယ်ဆိုတာအလွန်ထင်ရှားတဲ့အချက်ပဲဘယ်နိုင်ငံဘယ်လူမျိုးပဲဖြစ်ဖြစ်ကွဲပြားခြားနာမှုတွေရှိနေတာကြီးပဲဆိုပါစို့စီဝါဥစ္စာတိုးတက်လို့ကြွယ်ဝချမ်းသာတယ်ဆိုတဲ့နိုင်ငံတွေမှာရောလူမွဲမရှိဘူးလားဆိုရှိတာဆင်းရဲမွဲတည်တဲ့ပုဂ္ဂိုလ်တွေရှိတာပဲဆိုင်ရာအကြောင်းတရားတွေဆိုတာရှိနေတတ်တယ်ပေါ့အဲ့ဒါလို့အကြောင်းတရားဆိုတဲ့ထဲမှာဝေးလံတဲ့အကြောင်းတရားရှိတယ်လို့အနိကအကြောင်းတရားတွေလည်းရှိတယ်အနိကအကြောင်းတရားကိုလည်းပဲသိရှိဖို့လိုတယ်အဝေးကအကြောင်းတရားကိုလည်းသိရှိဖို့လိုတယ်ဝေသောအကြောင်းနီးသောအကြောင်းဆိုတဲ့အကြောင်းအမျိုးမျိုးတွေပေါ်မှာမူတည်ပြီးတော့လူတွေရဲ့ကွဲပြားခြားနားမှုတွေဟာဖြစ်ပေါ်နေနောင်လည်းပဲဖြစ်ပေါ်နေဥမှာပဲယနေ့ခေတ်မှာလည်းဖြစ်ပေါ်နေသေးပဲလွန်ခဲ့သောကနှစ်ပေါင်းများစွာတုန်းကလည်းပဲအခုလိုပဲကွဲပြားခြားနားမှုတွေဟာရှိခဲ့တာပဲဒါကြောင့်မို့ဘယ်ခေတ်ဘယ်ခါကာလဘယ်အချိန်မှာပဲဖြစ်ဖြစ်ကွဲပြားခြားနားမှုတွေဆိုတာဆက်လက်ဖြစ်ပေါ်နေဥမှာပဲဖြစ်တယ်။ဘာကြောင့်ကွဲပြားခြားနားမှုတွေဖြစ်နေရသလဲဆိုရင်လူတွေရဲ့စိတ်နေသဘောထားတွေကွဲပြားခြားနားကြတယ်။လှုပ်ဆောင်မှုတွေကွဲပြားခြားနားနေကြတယ်။အဲဒီလိုကွဲပြားခြားနားမှုကိုအခြေခံပြီးတော့လူတွေရဲ့ဘဝမှာကွဲပြားခြားနားမှုတွေဖြစ်ပေါ်လာတယ်ဆိုတာဟာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းသိရှိနိုင်တယ်ပေါ့။အလူဒါနရဲ့စွမ်းဆောင်မှုလို့ဆိုတဲ့ထဲမှာအလူဒါနကမိမြအတိုင်းအတာအထိစွမ်းဆောင်မှုပေးနိုင်တယ်လေဆိုတာဘုန်းကြီးတို့တွေလက်တွေ့အားဖြင့်သိနိုင်တာရှိတယ်လို့မသိနိုင်တာတွေလည်းရှိတယ်မသိနိုင်တာတွေကြတော့မြတ်စွာဘုရားဟောကြားတဲ့တရားတွေကထုံနှုတ်ပြီးတော့စွမ်းဆောင်မှုဆိုတာဘဝသင်္ကန်းစာတစ်ခုယူတဲ့အနေနဲ့အလူဒါနရဲ့စွမ်းဆောင်မှုကြောင့်ကြီးပွားတိုးတက်လာတဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းအရာကိုကြည့်ရှုခြင်းအားဖြင့်အလူဒါနရဲ့စွမ်းဆောင်မှုဟာမြင့်မြတ်ကြီးမားတယ်ဆိုတာဟာသိရှိနိုင်ရတယ်ပေါ့တမန်အားဖြင့်မိမိတို့ရဲ့တိုးတောင်းလာတဲ့အချိန်ပိုင်းလေးမိမိတို့ပတ်ဝန်းကျင်လေးကိုသာသိနိုင်တဲ့မြင်နိုင်တဲ့လက်တွေ့သိရှိနိုင်တဲ့အနေအထားတစ်ခုဟာကမ္ဘာတစ်ခုလုံးကိုခြုံငုံစဉ်းစားနိုင်ခြင်းမရှိလို့မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးနဲ့သာတချို့ကိစ္စတွေဟာသိနိုင်တာဖြစ်တယ်သို့သောအကြောင်းအကျိုးဆင်ញင်တတ်တယ်ဆိုလို့ရှိရင်လက်ခံနိုင်စရာအခြေအနေတွေအများကြီးရှိတယ်ဆိုတာထင်ရှားတယ်ပေါ့ဒီကနေ့ခေတ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူမျိုးတိုင်းမှာလည်းပဲဒါနကောင်းမှုကိုပြုကြသူတွေရှိသလိုမပြုတဲ့ပုဂ္ဂိုလ်တွေလည်းရှိဘာသာတိုင်းမှာလည်းပဲဒါနကောင်းမှုပြုသူတွေရှိသလိုမပြုသူတွေလည်းရှိအဲ့ဒီမှာဘာသာတရားရဲ့အဆုံးအမလို့ဆိုတဲ့ထဲမှာဒါနကိုလှုပ်တဲ့လှုပ်ထိုက်တဲ့အရာအဖြစ်ဆုံးမတဲ့ဘာသာတရားရှိတယ်လို့ဒါနကိုမလုပ်ရဘူးဘာမှအကျိုးမပေးဘူးလို့ဆိုတဲ့ဘာသာတရားတွေလည်းတစ်ချိန်တစ်ခါတော့ပေါ်ထွန်းခဲ့တယ်ပေါ့ခဏခေတ်မှာတော့အဲ့ဒီဘာသာမျိုးမရှိဘူးလို့ထင်ရတယ်ပေါ့ဘာသာဝင်တွေတော်တော်များများဟာမိမိတို့ဘာသာအလျောက်လူမှုတမ်းမှုဆိုတာလေးတွေလုံးလိရှိကြကဘာမှာလည်းပဲဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေဟာဘုရားဘာသာဝင်တွေသာမဟုတ်ဘဲနဲ့တခြားဘာသာဝင်တွေလည်းဒါနကောင်းမှုလုပ်ကြနောက်ဆုံးမှာဘယ်ဘာသာကိုမှ
လက်ခံယုံကြည်ခြင်းမရှိတဲ့ဒီဘာသာမဲ့တွေဆိုတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဒါနကောင်းမှုကိုတော့ပြုလုပ်နေကြတာကိုတွေ့ရတယ်ပေါ့ဒါကြောင့်မို့လူလောကမှာပွဲပြားချမ်းသာမှုတွေရှိနေကြမြတ်စွာဘုရားနဲ့ခေတ်ပြိုင်အိန္ဒိယနိုင်ငံမှာတစ်ချိန်တုန်းကပေါ်ထွန်းခဲ့တဲ့ဘာသာအယူဆတွေထဲမှာပြောမယ်ဆိုလို့ရှိရင်ဒါနကောင်းမှုဆိုတာကိုအလှူဒါနကောင်းမှုဆိုတာပြုထိုက်တယ်လို့လူတိုင်းကလက်ခံတာမဟုတ်ဘူးဆိုတာထင်ရှားတယ်သူတို့ရဲ့ဟောပြောချက်တွေကိုကြည့်လိုက်မယ်ဆိုရင်အဇိတကေတကမလဆိုတဲ့ဘာသာရေးခေါင်းဆောင်တူကဘာတွေဟောပြောတော့ဆိုဒါနကိုတိုက်ရိုက်ပယ်မြစ်တဲ့စကားမျိုးသူဘာပြောလဲဆိုရင်ဘတ်တန္တာအာဟုတိယောအိန္ဒိယနိုင်ငံမှာရစ်ပူဇော်တယ်ဆိုပြီးတော့ရစ်ပွဲကြီးတွေအကြီးအကျယ်အလှူဒါနတွေလုပ်ကြတယ်အဲ့ဒီအလှူဒါနတွေနဲ့ပတ်သက်ပြီးသူရဲ့ရှုတ်ချတဲ့စကားကဘာလို့ဆိုဘတ်တန္တာအာဟုတိယောအဲ့ဒီလိုပူဇော်ပတ်တာပြီးတော့ပူဇော်နေတာတွေဟာနောက်ဆုံးမှာပြာမှာပဲအဆုံးသတ်တယ်လို့ဒီလိုပြောတယ်ဘာမှအကျိုးမရှိဘူးလို့ဆိုလိုတယ်နောက်တစ်ခုသူထင်ရှားတဲ့စကားဘယ်လိုပြောတော့ဆိုရင်ဓာတုပညတ္တံယတိတံဒါနံသူစကားနဲ့ပြောမှဆိုရင်ဒါနဆိုတာဟာတဲ့လူမိုက်တွေသတ်မှတ်ထားတဲ့အရာသာဖြစ်တယ်အလှူဒါနပေးလှူတယ်ဆိုတာလူမိုက်တွေလုပ်တဲ့အလုပ်ပါလို့ဒီလိုတိအောင်နှိမ့်ချပြီးတော့ဆိုပြီးဘာပြောတော့ဆိုဘာလာခြင်းတိပဏိတာကဏ္ဍိအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကလှူကြတယ်အသိဉာဏ်ရှိတဲ့လူတွေကအဲ့ဒီအလှူဒါနကိုရယူကြတယ်လို့ဒီလိုတောင်မှပဲသူ့ရဲ့အဆုံးအမထဲမှာထည့်သွင်းပြီးတော့ပြောထားတာဟာထင်ထင်ရှားရှားရှိခဲ့အဲ့ဒါလို့ထင်ထင်ရှားရှားပြောတယ်လို့ပဲကုသိုလ်ကောင်းမှုအားလုံးကိုလှုပ်တဲ့တယ်လို့မယူဆတဲ့ဘာသာခိုင်းဝါဒတွေကလည်းမြတ်စွာဘုရားလက်ထက်မှာပဲပေါ်ထွန်းခဲ့သေးတာခဏခေတ်မှာလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်မှတ်တမ်းရှိမှသိရမှတခါတလေကျေပြန့်လာမှလူတွေကသိရှိကြတာဖြစ်လို့အယူဆရေးရအကုန်သိနိုင်စွာမရှိဘူးပုရဏကတ္တဝဆိုတဲ့ဘာသာရေးကောင်းဆောင်တူကဘာပြောတော့ဆိုနတ္ထိပုံညာနတ္ထိပုံညတအာဂမောကုသိုလ်ကောင်းမှုဆိုတာရှိကိုမရှိဘူးတဲ့မရှိသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုလုပ်လဲဘာအကျိုးမှမရနိုင်ဘူးလို့ဒီလိုကံတရားကိုလုံးဝညှင်းပယ်ပြီးကောင်းတာကိုလည်းညှင်းပယ်တယ်ဆိုးတာကိုလည်းညှင်းပယ်တယ်ဘာတစ်ခုမှလုံးလို့မရဘူးတတ်နိုင်လို့ရှိရင်ဒါနပေကံလူတိုင်းချင်းတာယမကိုကျင့်သီလကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းဆိုတာတွေနဲ့ကုသိုလ်ကောင်းမှုတွေလှုပ်ချင်သလောက်လှုပ်ဘာအကျိုးတူမှဖြစ်ပေါ်လာမှာမဟုတ်ဘူးလို့ဒီလိုဟောပြောတဲ့ပုဂ္ဂိုလ်တွေဟာလေတစ်ချိန်လုံးကပေါ်ထွန်းလာခဲ့ဘူးတဲ့ပေါ့သို့သောကနေ့ခေတ်မှာဆိုလို့ရှိရင်ဘုရားဘာသာမဟုတ်တဲ့နိုင်ငံတွေမှာတောင်ဒါနကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေဆိုတာကြားနေရတယ်ပေါ့မပြုတဲ့နိုင်ငံလည်းရှိကောင်းရှိနိုင်သူတို့ရဲ့အဆုံးအမဩဝါဒတွေအကုန်မသိနိုင်လေအတွက်ကြောင့်သာဒါနကိုရှုတ်ချတဲ့ပုဂ္ဂိုလ်တွေရှိကောင်းရှိနိုင်တယ်ဒါနကိုပြုရမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေရှိကောင်းရှိနိုင်တယ်တလောတော့ကဘာမှာနိုင်ငံ20ရွေးချယ်ပြီးတော့အလှူဒါနပြုတဲ့နိုင်ငံတွေထဲမှာမြန်မာနိုင်ငံကနံပါတ်1နေရာမှာရှိတယ်မြန်မာနိုင်ငံနဲ့တွဲဖက်ပြီးတော့အမေရိကနိုင်ငံလည်းနံပါတ်1နေရာမှာရှိတယ်နိုင်ငံ20ထဲမှာအလှူဒါနပြုတဲ့ထဲမှာမြန်မာနိုင်ငံကထိပ်ဆုံးမှာရှိတယ်ဒီနေရာမှာတချို့လူတွေကတွေးတောကြံစည်ကြသေးတယ်မျက်မှောက်ခေတ်အခြေအနေကိုကြည့်ပြီးမြန်မာနိုင်ငံဟာဒါနကောင်းမှုတွေဒီလောက်ပြုနေရတဲ့နဲ့ဘာဖြစ်လို့ဆင်းရဲနေရသလဲလို့တချို့ကစောရကတက်ကြတယ်ဒါနကောင်းမှုပြုယုံနဲ့ချမ်းသာလိမ့်မယ်လို့ထင်ပြီးတော့စောရကတက်ထားလဲဖြစ်နိုင်တယ်ပေါ့သို့တော်လဲဒါနကောင်းမှုဆိုဒီမှာမြတ်စွာဘုရားကဒါနတမ္မူတာလိဘောဂာလိလူတွေရတဲ့စိစိမ်ဥစ္စာဟာဒါနကိုအခြေခံပြီးတော့ရလာတာလို့ဒီလိုဆိုထားတာဟာဘဝတန်တရားမှာရည်ညွှန်းပြီးတော့မိန်ကြားလာတာဖြစ်တယ်အခုလူဖြစ်လာတဲ့အချိန်မှာကြီးပွားတိုးတက်မှုဆိုတာဟာတခြားအကြောင်းတွေကိုသာမြတ်စွာဘုရားဟောတယ်
ဒါနကောင်းမှုလုပ်ခဲ့မှကြီးပွားတိုးတက်နိုင်တယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးဒါနကောင်းမှုရဲ့အထောက်အကူရလာပြီဆိုရင်လူဟာဆိုပါစို့မွေးလာကြတဲ့ကကြွယ်ဝချမ်းသာတဲ့မိသားစုထဲမှာရောက်လာတဲ့ကလေးတွေအများကြီးရှိတာပေါ့မွေးလာတဲ့အချိန်မှာဆင်းရဲတဲ့အိမ်ရောက်သွားတဲ့မိသားစုကလေးတွေရှိသလိုလူတွေရှိသလိုချမ်းသာကြွယ်ဝတဲ့အိမ်ရောက်သွားအဲ့ဒီချမ်းသာကြွယ်ဝတဲ့မိဘအိမ်မှာသွားပြီးတော့လူဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေလို့ဆိုတာခံမှန်းကြည့်လို့ရတယ်။သို့မဟုတ်မိမိကိုယ်တိုင်ရွေးချယ်လာတာဆိုတာမဖြစ်နိုင်။လူသားတွေဟာအလုံးဟာရွေးချယ်ခွင့်ရှိလို့ရွေးချယ်ကြမယ်ဆိုရင်ချမ်းသာတဲ့အိမ်ကိုရွေးပြီးတော့သွားကြမှာပဲဖြစ်တယ်ပေါ့။အဲ့ဒါလို့ရွေးချယ်ခွင့်မရှိလို့မိမိတို့ကြာရအိမ်မှာမွေးဖွားကြရတာဆိုတော့အတိတ်ကအကြောင်းတရားတစ်ခုအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူးဆိုလို့ရှိရင်တော့အကြောင်းတရားတစ်ခုဖြစ်ရှိနိုင်အဲ့ဒီအကြောင်းဟာဘာလို့ဆိုရင်ကိုယ်ကိုယ်တိုင်လုပ်ခဲ့တဲ့ဒါနကောင်းမှုပဲလို့ဒီလိုခံမှန်းပြီးတော့စဉ်းစားဉာဏ်နဲ့သိရှိနိုင်တယ်ပေါ့သိရှိနိုင်ပိဿဝမောဟမှာချမ်းသာကြွယ်ဝမှုဆိုတဲ့နေရာကြတော့မြတ်စွာဘုရားကဟောထားတာလှုပ်ကြိုးစားတယ်အသိဉာဏ်ရှိတယ်လောက်ကင်တတ်တယ်လုံလနဲ့ဝိရိယရှိတယ်အသိပညာရှိတယ်ဆိုလို့ရှိရင်ချမ်းသာကြွယ်ဝနိုင်တာပဲစီးပွားရေးပညာတွေသင်ယူကြပြီးတော့စီးပွားကြိုးစားအားထုတ်ကြတော်တော်များများဟာမကြည်ပွားဘူးဆိုတာတွေကမချမ်းသာဘူးလို့ဆိုတာတွေဟာမကြိုးစားတဲ့လူတွေပဲများတယ်အကယ်၍သာတတိထားပြီးကြိုးစားအားထုတ်ကြမယ်ဆိုရင်ချမ်းသာနိုင်တဲ့အနေအထားမျိုးတွေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကချမ်းသာကြွယ်ဝဖို့ဆိုတဲ့နေရာမှာဒါနကောင်းမှုကိုအဓိကထားပြီးထဲ့မပြောပဲနဲ့လူဘဝမှာလူဖြစ်လာပြီဆိုလို့ရှိရင်နံပါတ်1ကဘာတော့စီးပွားရေးမျက်စိရှိကြမယ်လို့ဒီလိုဟောစီးပွားရေးမျက်စိဆိုဒီမှာနော်အယောင်းဝယ်နဲ့ဆိုင်ရာစီးပွားလုပ်တတ်တဲ့ပညာမျက်စိကိုဆိုလိုတယ်ပေါ့ဘယ်လို့ရင်ချမ်းသာကြွယ်ဝနိုင်တယ်ဘယ်လို့ဟာနော်အရင်ဘလောက်ကြတဲ့အမြတ်ဘလောက်ရှိတယ်ဆိုတဲ့စီးပွားရေးနည်းပညာအလွန်ကျယ်ပြန့်တဲ့စီးပွားရေးနည်းပညာမိမိကြီးပွားတိုးတက်နိုင်တဲ့လုပ်ငန်းတစ်ခုကိုရွေးချယ်ပြီးတော့ကြိုးကြိုးစားစားလုပ်မှုဒါအရေးကြီးသုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောထားတဲ့စက္ခုမှာစီးပွားရေးအမြင်ရှိရမယ်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တွေကြီးပွားတာပဲအမြင်ရှိုံနဲ့ကြီးပွားလာဆိုအမြင်ရှိတဲ့နောက်မှာဝိဓုရသူများတဲ့ကြိုးစားတဲ့ဆိုတော့လုံလဝိရိယရှိရမြန်မာနိုင်ငံမှာပဲတချို့ဆိုရင်အသက်အစိတ်30လောက်တင်မဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်နေကြ။ဘာဖြစ်လို့လို့ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာပင်ကိုယ်ကမိဘကချမ်းသာလို့ချမ်းသာတာမဟုတ်ဘဲနဲ့သူတို့ရဲ့ကြိုးစားအားထုတ်မှုကြောင့်ချမ်းသာတယ်ဆိုတာအမတန်မှထင်ရှားမြန်မာနိုင်ငံမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရဲ့အထုပ္ပတ္တိကိုတည်တည်ချာချာလေးလံဆန်းစစ်ကြည့်မယ်ဆိုရင်စီးပွားရေးအမျှော်အမြင်ရှိပြီးကြိုးစားအားထုတ်မှုဟာအဓိကဖြစ်နေမြတ်စွာဘုရားဟောထားတဲ့အထက်မှာစက္ခုမှာအမြင်ရှိရမယ်ဝိဓုရသူများတဲ့လုံလဝိရိယကောင်းနိတ္တယတမ္ပန္နအမိကောင်းရှိရဒါဟာလိုအပ်တဲ့အချက်တွေစီးပွားဖြစ်လာပြီဆိုရင်ဒီအချက်တွေဟာအရေးပါတယ်ဆိုတာအမတန်မှထင်ရှားထို့တူပဲမြတ်စွာဘုရားဒီဘဝကြီးပွားတိုးတက်ဖို့အတွက်ကဥဋ္ဌာဏတံ္ပရာလုံလဝိရိယကြီးမားစွာကြိုးစားအထောက်မှုဆိုတာထိတ်တန်းတင်ပြီးတော့ပြောကြိုးစားဆိုတဲ့ထဲမှာဘာတွေပါတော့ဆိုလုပ်ငန်းကျွမ်းကျင်မှုပါတယ်ဤပညာဤစနစ်ကောင်းတာပါတယ်ဇွဲကောင်းတာပါတယ်တော့ကြိုးစားအထောက်မှုဆိုတဲ့ထဲမှာကျွမ်းကျင်မှုကလည်းပါကျွမ်းကျင်မှုရှိဖို့လိုတယ်ဤပညာကောင်းမှုလည်းလိုတယ်ဇွဲကောင်းမှုလည်းလိုတယ်ဆိုတော့အဲ့ဒီအချက်၃ချက်နဲ့ကြိုးစားအထောက်မယ်ဆိုရင်စီးပွားဥစ္စာဆိုတာတိုးတက်လာတာပဲမြန်မာလူမျိုးတွေဒါနလုပ်ပြီးတော့ဒီမကြည်ပွားဘူးလို့ဆိုတာကိုခြုံငုံသုံးသပ်ပြီးတော့ကြည့်မယ်ဆင်းရဲတဲ့လူတွေရှိနေသေးတယ်ဆိုတာကြည့်မယ်ဆိုရင်ဘာကြောင့်ဆင်းရဲနေသလဲလို့ဆိုလို့ရှိရင်အသုံးနဲ့အဖြုံးကိုနားမလည်လို့ဆင်းရဲတယ်လို့ရေပေါ်ရအဖြစ်ပြောလို့ရတယ်
နော်ဒါနကောင်းမှုဘလောက်ပဲရှိအသုံးဖြုံးမတတ်ဘူးဆိုရင်ချမ်းသာတဲ့လူလည်းဆင်းရဲသွားနိုင်တာဒါကကုသိုလ်မရှိလို့မဟုတ်ဘူးဒါနကြောင့်ဆင်းရဲတာမဟုတ်ဘူးဆင်းရဲခြင်းအကြောင်းကအသုံးအဖြုံးကြီးမားခြင်းပဲဖြစ်တယ်မြမလူမျိုးမှမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကဗာရာဏသီတထေသားဆိုလို့ရှိရင်ဘာလုပ်လဲဂရေ80ကျွယ်ဝတယ်ချမ်းသာတယ်နဲတဲ့ပစ္စည်းဥစ္စာတွေမဟုတ်ဘူးသူ့ရဲ့ဇနီးကပါလာတဲ့ပစ္စည်းဥစ္စာကဂရေ80သူကဂရေ80အဲ့ဒါလောက်ထိအောင်ကျွယ်ဝချမ်းသာတဲ့တထေးဟာတဘဝတာလေးတောင်မခံဘူးအသက်ရွယ်ကြီးတဲ့ဘဝမှာခွက်လက်ဆွဲပြီးတောင်းစားရတဲ့တရောင်းစားဘဝရောက်သွားတဲ့ဆိုတဲ့ဇာလန်းတွေတောင်ရှိတယ်အဲ့ဒါဟာဒီချမ်းသာပါလေပြန်ပြီးတော့မွဲသွားတယ်ဆင်းရဲသွားတယ်ဆိုတာကိုယ်နဲ့သာသက်ဆိုင်တယ်ပေါ့ကိုယ့်ရဲ့လုပ်ရတဲ့မမဟုတ်သည့်အတွက်ကြောင့်ဇီဝဥစ္စာပြည့်ချင်းအကြောင်းတွေမြတ်စွာဘုရားဟောထားတာရှိတယ်နော်သူရာဒုဒ္ဒတဲ့ရှင်မှုတွေပေါ်မှာဒီအချိန်ဖြုံးတာအခဒုဒ္ဒအကစားဖက်တာအချိန်ဖြုံးတာမြန်မာနိုင်ငံမှာလည်းပဲနှလုံးဒီဆိုပြီးတော့ထိုးလိုက်ကြလို့ဆင်းရဲသွားတဲ့လူတွေအများကြီးရှိတာပဲအဲ့ဒါလို့အကစားဖက်ပြီးလှုပ်တဲ့ပုဂ္ဂိုလ်တွေဆင်းရဲမွဲတေမှုတွေနဲ့ကြုံသွားတယ်အတောက်စားဖက်ပြီးတော့အတောက်စားကျူးတဲ့ပုဂ္ဂိုလ်တွေလည်းမွဲသွားတာဒါတွေကတခြားအကြောင်းကြောင့်ဖြစ်တာအဲ့တော့ချမ်းသာခြင်းအကြောင်းကိုစီးပူးအထောက်အောင်ကြိုးစားအထုတ်လို့စီးပွားဥစ္စာတိုးတက်လာပြီဆိုတဲ့အခါမှာအာရခတမ္မရာထိမ့်သိမ်းဆောင်ရှောက်မှုအလွယ်လင်းမရှိအောင်လှုပ်တတ်ကြင်တတ်မှုဟာအရေးကြီးတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကလူဘဝမှာစီးပွားဥစ္စာတိုးတက်ဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာဤစနစ်တွေကိုပေးထားတာရှိစဉ္ညတုံတရားရှိတဲ့မိသားစုတဲ့အိမ်မှာမိမိတို့ရဲ့မိသားစုစီးပွားပြုစုပြောထောင်ပြီဆိုလို့ရှိရင်ရထားတဲ့ပစ္စည်းဥစ္စာကို၄ပုံပုံဆိုပါတော့ဝင်ငွေကို၄ပုံပုံတပုံကို emergency ထားတကယ်အရေးကြီးလာတဲ့အခါအသုံးပြုဖို့တပုံကိုဖယ်ထားရမယ်တပုံဖယ်ထားပြီးတော့တပုံကိုနေ့စဉ်စားသုံးတဲ့နေရာမှာအသုံးပြုလို့ကြံတဲ့နှစ်ပုံကိုတော့တိုးတက်ရေးအတွက်ဆက်လက်ပြီးတော့စီးပွားရှာဖို့အတွက်သုံးပြုရမယ်ဒီစနစ်တိုင်းလိုက်နာကျင့်သုံးမယ်ဆိုရင်ဆင်းရဲမွဲတေစရာအကြောင်းမရှိဘူးဆင်းရဲမွဲတေခြင်းအကြောင်းဟာဒီမလုတ်တတ်မကင်တတ်တဲ့စနစ်တကျမသုံးခြင်းအသုံးနဲ့အဖြုံးကိုနားမလည်ခြင်းသာလျှင်ဆင်းရဲမွဲတေခြင်းအကြောင်းဖြစ်တယ်ပေါ့ဒီမန္တလေးမြို့မှာနေမယ်ဘုန်းကြီးတို့နဲ့သိတဲ့ငယ်ငယ်တွေကနောက်ကျောင်းနေဆောက်ပြီးကျောင်းအမဖြစ်သွားသူဟာသူ့ဘဝကိုပြန်ပြောပြတာကိုနားထောင်ပူတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးတိုင်းပြည်ပြန်ပြီးထူထောင်တဲ့အချိန်မှာဒီသူ့လက်ထဲမှာငွေလေး၅ချက်ပဲရှိတယ်တဲ့အဲ့ဒီငွေလေး၅ချက်ကိုဒီပဲမြစ်ကိုပြုတ်ပြီးတော့အရက်ထဲမှာလဲပြီးတော့ရောင်းခဲ့ရတယ်ဆိုတဲ့အကြောင်းသူပြောပြအဲ့ဒီလိုပဲမြစ်ကိုပြုတ်ပြီးရောင်းရင်ဝယ်ရင်ကနေပြီးတော့စီးပွားကိုစုဆောင်းရှာလိုက်တာနောက်ဆုံးမှာမြန်မာနိုင်ငံမှာစိန်ရွှေရတနာပိုင်နဲ့မြို့သမီးတူထီအောင်ဖြစ်သွားဒါကပုံပြင်မဟုတ်ဘူးတကယ်မန္တလေးမှာဒီလိုအကြောင်းအရာတွေရှိတယ်။ဘာဖြစ်လို့ဖြစ်တာတော့ဆိုစဉ်းစားကြည့်နိမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းဥဋ္ဌာဏတမ္ပရာကြိုးစားတယ်အာရခတမ္ပရာအလေလွင့်မရှိအောင်ထားတယ်။သမစီဝိတာဝင်ငွေထွက်ငွေမျှမျှတတာသုံးဆွဲတတ်တယ်။နေတယတမ္ပနကလျာဏမိတ်တတာမိကောင်းဆွေကောင်းနဲ့ပေါင်းသင်ရှိတယ်ဆိုတော့အဲ့ဒီအင်္ဂါအချက်လက်တွေနဲ့ပြည့်စုံမဲ့ဆိုရင်လူဘဝကြီးပွားတိုးတက်မှုတွေဖြစ်နိုင်အဲ့တော့ဗုဒ္ဓဘာသာဝင်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမမှာဒီလိုရှိပါရဲ့တန်းနဲ့ဒီစနစ်ကိုမလိုက်နာဘဲနဲ့စီးပွားဥစ္စာတိုးတက်ဖို့သာမျှော်လင့်ပြီးတော့နေတယ်ဆိုလို့ရှိရင်တော့လွဲမှားနေသေးတယ်လို့ဒီလိုပြော
စီဝါဥစ္စာတိုးတက်ခြင်းရဲ့အကြောင်းကိုလောက်အောင်ကျမ်းမာခြင်းနဲ့လူကတော့ပါဇက်ကတော့ကျမ်းမာခြင်းနဲ့ကျမ်းမာခြင်းလို့ရှင်ဘာလို့อ่ะကျမ်းမာခြင်းလို့ရှင်ကျမ်းမာအောင်နေထိုင်ရမယ်စားတတ်ရမယ်ဒီလိုဆိုလို့ရပေါ့အနုဆိုရင်ကျမ်းမာခြင်းနဲ့လို့ဘုရားရှိဆုတောင်းပြီးတော့မတဲ့တာလဲစားတယ်အနေထိုင်မတတ်ဘူးမစင်ញင်ဘူးကျမ်းမာရေးအထောက်အကူမဖြစ်တာတွေလုံနေတယ်ဆိုလို့ရှင်ဘယ်တော့မှကျမ်းမာလာမှာလည်းမဟုတ်ဘူးပေါ့ကျမ်းမာလာခြင်းနဲ့ဆိုရင်အဓိကလူတွေမှာမသိတော်တဲ့အစားအစာကိုရှောင်ရှားဖို့သိတဲ့အစားအစာကိုမြတ်တရုံစားဖို့ဆိုတာဟာအဓိကကြတယ်လို့မြတ်စွာဘုရားအဆုံးအမတွေထဲမှာဒီလိုဟောတာရှိမကျမ်းမာဘူးဆိုတဲ့လူတွေတော်တော်မကျမ်းမာဘူးဆိုတဲ့လူအများစုကိုပေါ့နော်ပင်ကိုယ်ကကျမ်းမာရေးချိုးတဲ့လူလည်းရှိနိုင်မကျမ်းမာဘူးဆိုတဲ့အများစုအစားအသောက်မစင်ញင်တဲ့ပုဂ္ဂိုလ်တွေဖြစ်တတ်တယ်ပေါ့မစင်ញင်သည့်အတွက်ကြောင့်ကျမ်းမာရေးတွေထိခိုက်လာတယ်အနေတိုင်းမသိတော်သည့်အတွက်ကြောင့်ကျမ်းမာရေးတွေထိခိုက်လာတယ်ဆိုတာမျိုးတွေကရှားခိုင်နှုံးများတယ်လို့ဒီလိုပြောဒါကြောင့်မို့ကျမ်းမာခြင်းနဲ့ဆိုရင်ကျမ်းမာရေးလိုက်စားဖို့စားတော့မိမိနဲ့တင့်တော်တဲ့အစားအသောက်ကိုသာစားဖို့တင့်တော်တာဖြစ်တော်လဲအတိုင်းအတာတစ်ခုနဲ့စားဖို့ဒါဟာအင်တန်မှအရေးကြီးတဲ့အချက်တစ်ခုပဲထို့တူပဲအသက်ရှည်ခြင်းနဲ့ဆိုအသက်ရှည်ပါစေလို့တောင်းတနေလို့မဖြစ်ဘူးအသက်ရှည်ခြင်းရဲ့အကြောင်းဆိုတာတင့်တော်တဲ့ရာသီဥတုနဲ့နေမယ်တင့်တော်တဲ့အစာအာဟာရတွေစားမယ်ကိုကျင့်သီလလုံခြုံစွာထိမ့်သိမ်းဆုံးရှုံးမယ်အရာရာဆင်ញင်တုံတရားနဲ့နေမယ်ဆိုဟောတာအသက်ရှည်ခြင်းအကြောင်းတွေမြတ်စွာဘုရားကိုယ်တိုင်ကလည်းဒါတွေဟာအသက်ရှည်ခြင်းအကြောင်းပဲလို့တပ္ပယကာရီကိုယ်ဘဝနဲ့တင့်တော်တဲ့အနေအထားမျိုးတိုင်းနေတဲ့ထိုင်နေလှုပ်တဲ့ကိုင်းနေတပ္ပယေမတ္တကာရီကိုယ်နဲ့တင့်တော်တယ်ဆိုတဲ့နေရာမှာလည်းအတိုင်းအတာတစ်ခုနဲ့လှုပ်တယ်အစာကျင့်ညက်တဲ့အစာအစာတွေကိုသာစားတယ်ကိုချင်းသီလပြေဝတယ်လို့ကိုချင်းသီလထိမ့်သိမ်းဆောင်ရှောက်တယ်ဆိုဒါဟာအသက်ရှည်ခြင်းအကြောင်းတရားတွေနော်အဲ့လိုဆက်ရအကြောင်းတရားတွေဟာရှိနေပြီးသားဖြစ်တယ်ပေါ့အဲ့ဒီရှိနေပြီးသားဖြစ်တဲ့အကြောင်းတရားတွေအတိုင်းလိုက်နာကျင့်သုံးမှုဟာအရေးကြီးမြတ်စွာဘုရားရဲ့အဆုံးအမလက်တွေ့ကျင့်သုံးရမှာဖြစ်တယ်မြန်မာနိုင်ငံအများစုကဆင်းရဲနေကြခြင်းဟာအသုံးနဲ့အဖြုံမသိခြင်းပဲသုံးတာလားဖြုံးတာလားကိုယ်နဲ့အတိုင်းအတာတစ်ခုအရာလောကဆောင်ရွက်နိုင်မှုရှိဖို့အမတန်မှအရေးကြီးတာဒါကြောင့်မို့တချို့ကလည်းလောဘရှိမှချမ်းသာတယ်လို့ထင်ကြတယ်လောဘဟာချမ်းသာစေတတ်တဲ့အကြောင်းတရားမဟုတ်ဘူးချမ်းသာစေတတ်တဲ့အကြောင်းကဝိရိယနဲ့အသိပညာသာဖြစ်တယ်ပညာနဲ့လုံလနဲ့ပေါင်းစပ်ပြီးအလုံးလုံးမှချမ်းသာနိုင်တာလောဘရှိုံနဲ့ချမ်းသာတာမဟုတ်ဘူးဒါကြောင့်မို့ချမ်းသာကြွယ်ဝခြင်းရဲ့အကြောင်းတရားဟာစီးပွားရေးပညာနဲ့ကြိုးစားအထောက်မှုသာဖြစ်တယ်ပေါ့အဲ့ဒါလို့ဆိုင်ရာအကြောင်းတရားတွေကိုကြာကြာနာနာသိထားဖို့လိုအပ်တယ်ပေါ့ကိုယ့်ရဲ့နေစဉ်ဘဝရသော်ဘုရားရဲ့ဆုံးမတိုင်းလေးပုံပုံတပုံပဲစားမယ်တပုံကို emergency အသုံးလို့တဲ့အခါသုံးဖို့ထားမယ်နှစ်ပုံပဲအရင်နှီးပြုမယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဒီနှစ်ပုံရှုံးသွားအောင်တပုံသူ့စီမှာကျမ်းနေတော့ကြွေးမတင်ဘူးပေါ့ကို့မှာတခုချေမဲ့ဒီမဖြစ်တော့လက်မဲ့မဖြစ်တော့ကို့မှာစီးပွားဥစ္စာကို့မှာရှိနေသေးတယ်ဆိုရယ်အဲ့ဒါလို့ဘုရားရဲ့အဆုံးအမတိုင်းဘုရားဘာသာဝင်တွေလိုက်နာကျင့်သုံးမယ်ဆိုရင်မချမ်းသာတောင်ဆင်းရဲတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်နိုင်ဘူးလို့ဆင်းရဲတဲ့ပုဂ္ဂိုလ်ဖြစ်နေခြင်းဟာအသုံးနဲ့အဖြုံမကွဲခြင်းကြောင့်အဖြုံနေများပြီးတော့အသုံးကလဲနေလို့ဒီလိုဖြစ်တာလို့တွက်ချက်လို့ရတယ်ပေါ့သို့တော်ဒါနရဲ့ဆွမ်းဆောင်မှုဆိုတာလောကမှာမရှိဘူးလားလို့ဆိုရှိမြန်မာလူမျိုးတွေဟာဒီကနေ့ခေတ်မှာကမ္ဘာမှာဒါနအလွန်များတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါနအလွန်များတဲ့အခါမှာဒါနလှုပ်တာတောင်မှပဲအသိပညာနဲ့လှုပ်ဖို့လိုအပ်တယ်အဖြုံးဒါနမျိုးတော့မဖြစ်သင့်ဘူးအသုံးနဲ့အဖြုံးနဲ့ကိုက်ညီတဲ့
အကျိုးသက်ရောက်မှုကိုဖြစ်ပေါ်စေတတ်တဲ့ဒါနမျိုးတွေပို့ပြီးတော့လုံးသင်လုံးထိုက်တယ်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကလည်းဒါနကောင်းမှုလုပ်ပြီးဆိုရင်အသုံးလားအဖြုံးလားဆိုတာကိုကြည့်ပြီးတော့အသုံးချဖြစ်ဖို့လိုအပ်ချက်ကိုဖြည့်ဆည်းတဲ့ဒါနမျိုးပါရမီဒါနမျိုးတွေဖြစ်ဖို့အင်တန်မှအရေးကြီးတာပေါ့လောကလူတွေရဲ့ကြီးပွားတိုးတက်မှုနဲ့လူတွေရဲ့ဆန္ဒမှာလူတွေရဲ့စွမ်းရည်၄မျိုးရှိတယ်လို့ကြည့်ရစွမ်းရည်၄မျိုးဆိုတာဘာလို့ဆိုရင်နံပါတ်1ကတတ္ထာဆိုတာယုံကြည်မှုဟာစွမ်းအားတစ်ခုပဲပေါ့ယုံကြည်မှုစွမ်းအားတစ်ခုရှိကြတယ်နောက်တစ်ခုကဘာလို့ဆိုရင်ယုံကြည်မှုပေါ်မှာအခြေခံပြီးတော့သီလကိုချင်းတရားဟာလည်းမတ္တမအရေးကြီးတာကိုချင်းတရားဖြစ်စည်းနေတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာကောင်းကျိုးချမ်းသာရနိုင်မှုမရှိဘူးအရာထဲမှာကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်လူတွေရဲ့ကိုချင်းသိက္ခာပြည့်ဝတဲ့ပုဂ္ဂိုလ်မျိုးသားလင်းအရာလူတွေကလည်းပဲလေးစားကြမှာဖြစ်တယ်ပေါ့ကိုချင်းသီလဆိုတာလည်းအရေးကြီးတဲ့အရာတစ်ခုနောက်တစ်ခုကပညာအဲ့ဒီပညာဆိုတာတော့အစစအရာရာလောကီကိစ္စပဲဖြစ်စေလောကုတ္တရာကိစ္စပဲဖြစ်စေအစအရာရာဆင်ញင်သုံးသပ်တတ်တဲ့အသိပညာမျိုးဟာလောကမှာအရေးကြီးဆုံးပဲတရားလည်းရှိတယ်သီလလည်းရှိတယ်ပညာလည်းရှိတယ်ဆိုပါစို့ဒါတွေဟာလူတွေရဲ့ကြီးပွားတိုးတက်မှုအတွက်ဘဝခရီးမှာအစဉ်ပြေစေနိုင်တဲ့အကြောင်းတရားတွေသာဖြစ်တယ်တရားရှိသည့်အတွက်ကြောင့်ကုသိုလ်ရေးစိတ်ဝင်စားတယ်သူတော်ကောင်းတွေရဲ့အဆုံးအမကိုလိုက်နာတယ်ဘုရားအဆုံးအမကိုလိုက်နာတယ်တရားရှိသည့်အတွက်ကြောင့်စိတ်ဟာကြည်နူးတယ်ကြည်လင်းတယ်မကောင်းတဲ့အလုပ်လုပ်ဖို့စိတ်မကူတရားရှိတဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့တန်ဖိုးရှိတာတွေကိုမျက်မျက်နှိုးနှိုးရှိတတ်တယ်တရားရှိနေသည့်တရားရှိသည့်အတွက်ကြောင့်ကိုချင်းသီလလည်းရှိလာတယ်ကိုချင်းသီလဆိုတာအ ਨੇ ဆုံးလူတွေစောင့်တည်လိုက်တဲ့၅ပါးသီလတချို့က၅ပါးသီလကိုပဲဒီ၅ပါးသီလပေါ်မှာပဲအမြင်တစ်မျိုးရောက်ကြတယ်ပေါ့၅ပါးသီလသည်ကြီးပွားတိုးတက်ခြင်းရဲ့ဒီအဟန္တာဖြစ်တယ်လို့ထင်လာလောကမှာရာဇဝမှုဆိုတာတွေကိုလိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သီလကျိုးတာတွေသာရာဇဝမှုလို့ခေါ်တယ်နော်လူသားမှုဆိုတာပါဏာတိပါဒနဲ့ပတ်သက်တယ်ခိုးမှုဝဲမှုဓမြတိုက်မှုဖောက်ထွင်းမှုဆိုတာတွေအရိဏရဏနဲ့ပတ်သက်တယ်မဒိမှုဆိုတာတွေကကာမိတုမိစ္ဆာစာရနဲ့ပတ်သက်တယ်လိမ်မှုညာမှုဆိုတာတွေကမုဒ္ဒဝါဒနဲ့ပတ်သက်တယ်မူရည်စေဝါပြစ်မှုဆိုတာသူရမေရိယနဲ့ပတ်သက်လိုက်ကြည့်မယ်ဆိုရင်အပေါ်ယံတမန်တွက်ကြည့်လိုက်ရင်ပဲရာဇဝမှုဆိုတာတွေဟာ၅ပါးသီလထဲမှာအကုန်ပါနေတယ်ပေါ့နော်အကယ်၍သာ၅ပါးသီလလုံးမယ်ဆိုရင်ဒီရာဇဝမှုတွေဟာလူသားမှုဆိုတာလည်းမရှိနိုင်တော့ဘူးခိုးမှုဝဲမှုလူရဲမှုတိုက်ခိုက်မှုဆိုတာလည်းမရှိဘူးမဒိမှုဆိုတာလည်းမရှိတော့လိမ်လီလိစားသွားမှုဆိုတာလည်းမရှိဘူးမူရည်စေဝါရောင်းဝယ်မှုဆိုတာမျိုးတွေတောက်စားမှုဆိုတာမျိုးတွေလည်းမရှိတော့အဲ့ဒါလို့ကိုချင်းသီလရဲ့ဒီစွမ်းဆောင်မှုဟာလည်းကြီးမားတာပဲသရာရဲ့စွမ်းဆောင်မှုရှိသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်တယ်နော်ကုသိုလ်ကောင်းမှုတွေလုပ်ဖြစ်တယ်ကောင်းတဲ့အလုပ်တွေပေါ်မှာစိတ်ဝင်စားတယ်သီလရဲ့စွမ်းဆောင်မှုကြောင့်ဒုစရိုက်တွေကရှောင်တယ်ရာဇဝမှုတွေကင်းဝေးတယ်ပညာရဲ့စွမ်းဆောင်မှုကြောင့်အသိပညာရဲ့စွမ်းဆောင်မှုဟာအလွန်ကြီးမားပြီးတော့စစရာရာတိုးတက်မြင့်မားလာနိုင်တယ်လို့လူတိုင်းမှာတရားရှိအောင်သီလရှိအောင်အသိပညာထက်မြက်အောင်ကြိုးစားအထောက်ရမယ်ဒီရည်ချင်းတွေဟာအရေးပါတယ်ပေါ့အဲ့လိုအရေးပါတဲ့အရည်ချင်းတွေကိုသာမိမိတဏ္ဍာမှာရှိအောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်အဲ့လိုကြိုးစားအထောက်မှုဟာဘဝခရီးကိုရှောင်လန်းတဲ့အခါမှာအစစ်မြင့်မြင့်ရှောင်လန်းနိုင်မှုအတွက်တရားစွမ်းအားရှိရမယ်သီလတွေရှိရမယ်ပညာရှိရတရားရဲ့စွမ်းဆောင်မှုသီလရဲ့စွမ်းဆောင်မှုပညာရဲ့စွမ်းဆောင်မှုဟာလူဘဝမှာထွန်းပြောင်စေနိုင်တဲ့လူထဲမှာအထက်တန်းကျတဲ့လူဖြစ်စေနိုင်တယ်
အင်တာမထင်ရှားတယ်ပေါ့သို့တော်လဲဒီထဲမှာဖြည့်ဆည်းရမယ့်စွမ်းအားတစ်ခုကဘာလဲတရားလည်းရှိပါရဲ့ကိုကျင့်သီလလည်းရှိပါရဲ့အသိပညာလည်းထက်မြက်တယ်ဆိုတဲ့ထဲမှာဖြည့်ဆည်းပေးရမှာဘာလဲလို့ဆိုရင်စာကဆိုတဲ့အလှူဒါနပဲဖြစ်တယ်စာကဆိုတာစွန့်လွတ်မှုကိုပြောတာအဲ့ဒီစွန့်လွတ်မှုဆိုတဲ့စာကရဲ့ဒီအဟံအတားကဘာလဲလို့ဆိုရင်လူတွေရဲ့စိတ်ထဲမှာမစ္စရိယဆိုတဲ့တရားဟာမွေးရပါအနေထားအဖြစ်တော်တော်များများမှာရှိနေတတ်တယ်ပေါ့ပုရုဇဉ်မှန်သမျှမစ္စရိယဆိုတဲ့တရားဟာအနည်းနဲ့အများရှိနေတတ်တယ်အဲ့ဒီရှိနေတဲ့မစ္စရိယရဲ့သဘာဝတရားကိုသိထားဖို့လိုအပ်တယ်မစ္စရိယဆိုတဲ့စကားလုံးကဘာလဲနှမျောတွန့်တိုခြင်းဆိုတဲ့မြန်မာလိုပြန်တော့နှမျောတွန့်တိုခြင်းဒါရင်အဓိပ္ပာယ်ပေါ်လားဆိုမပေါ်ဘူးဒီလောက်လေးနဲ့အဓိပ္ပာယ်မပေါ်ကိုယ်ပစ္စည်းပဲကိုနှမျောမှာပေါ်လို့ပြောလို့ရတာပဲအဲ့တော့မစ္စရိယရဲ့အဓိပ္ပာယ်လူရင်းကဘာတော့ဆိုအခွင့်အရေးမှန်သမျှကိုတယောက်တည်းပဲလက်ဝကြီးအုပ်ခြင်းတယ်တခြားလူတွေကိုဘာအခွင့်အရေးမှမပေးခြင်းတဲ့သဘောကိုမစ္စရိယလို့ခေါ်တယ်ကိုတယောက်တည်းပဲအောင်မြင်ခြင်းနဲ့တခြားလူတွေအောင်မြင်မှုကိုမလိုလားဘူးကိုတယောက်တည်းပဲကြီးပွားခြင်းနဲ့တခြားလူတွေကြီးပွားတာကိုမလိုလားဘူးကိုတယောက်တည်းပဲရုပ်အစင်းလှပခြင်းနဲ့တခြားလူတွေကိုလိုလှပတာကိုမလိုလားဘူးကိုတယောက်တည်းပဲနာမည်ကြီးခြင်းနဲ့တခြားလူတွေနာမည်ကြီးလာမှာကိုမလိုလားဘူးဆိုတဲ့အဲ့ဒီလိုတွန့်တိုမှုမျိုးကိုမစ္စရိယလို့ခေါ်တာအဲ့ဒီစိတ်ဓာတ်ကရှိတတ်ဆိုလိုတာကတော့ဥတိုတယ်လို့ပြောရမလားမသိဘူးဥတိုတယ်ပေါ့ဥတိုတယ်ဆိုတာကိုဖြစ်ပေါ်နေတဲ့ကိုယ့်ရဲ့ပစ္စည်းဥစ္စာစီးစိမ်ချမ်းသာကြွယ်ဝမှုမျိုးကိုတခြားလူတွေမှာမဖြစ်စေချင်တဲ့စိတ်ဓာတ်ပဲချင်းမြောင်းတဲ့စိတ်ဓာတ်ငါသာငါအတွက်သာဆိုတဲ့ချင်းမြောင်းတဲ့အတွေးခေါ်တယ်ဒါမစ္စရိယလို့ခေါ်တယ်အဲ့ဒီမစ္စရိယရဲ့နောက်ွယ်မှာဘာလိုက်လာတော့ဆိုဒေါသဆိုတဲ့တရားနဲ့ဒေါသဆိုတဲ့တရားမုန်းတိမှုဆိုတာလိုက်ပါလာတတ်တယ်ဆိုပါတော့တရိစ္ဆာန်လေးတွေကိုကြည့်လိုက်မစ္စရိယသဘောကိုသိချင်လို့ရှိရင်တရိစ္ဆာန်လေးတကောင်ခွေးလေးနှစ်ကောင်ဆိုပါတော့ဆော့ကစားနေတဲ့ခြားမှာကြယ်ရိုးလေးအမဲရိုးလေးဖြစ်ဖြစ်ချပေးလိုက်လို့ရှိရင်တရိုးတဲကိုလူကြမှာပဲလူကြမှာကြိုက်ကြမယ်အဲ့ဒီမှာရသွားတဲ့အကောင်ကိုမရတဲ့အကောင်ကမနာလို့ဖြစ်တယ်ရသွားတဲ့အကောင်ကလည်းသူရထားတဲ့ဟာလေးကိုဆုပ်ကင်ထားပြီးတော့ကြံတဲ့ကောင်ကိုရန်လုတ်လို့တဲ့စိတ်တွေဖြစ်လာပို့ပြီးတော့ထင်ရှားတာကြောင်လေးတကောင်ရဲ့ပါဇက်ထဲကြွက်ရောက်လာလို့ရှိရင်မန်ဖီတယ်ဆိုတာအလုံးမြင်ဘူးနေကြအဲ့တော့မန်ဖီတယ်ဆိုတာဘာအဓိပ္ပာယ်လဲလို့ဆိုရင်ငါဟာလာမထိနဲ့ဒါငါဟာဆိုတဲ့အဓိပ္ပာယ်ပဲသူပေါ့နော်ထိမယ်ဆိုရင်ကုတ်မယ်ကြိုက်မယ်ပေါ့တိုက်ခိုက်မယ်ဆိုတဲ့အဓိပ္ပာယ်တရိစ္ဆာန်ယုံကြီးတွေမှာကြားတွေတို့ခြင်သေးတွေတို့အစာကျွေးတဲ့အခါမှာသူတို့ပါဇက်ထဲမှာအသားတုံးတုံးရောက်သွားတာနဲ့တပြိုင်နက်ကြိုက်ထားပြီးတော့မန်ဖီးနေတာအစမန်လို့ဒီလိုဆိုလို့ရှိအချင်းချင်းလဲကြိုက်မှာပဲဘယ်သူမှသူတို့ပိုင်ဆိုင်တဲ့ဟာတခုတခြားလူပိုင်ဆိုင်ခွင့်မပေးမန်ထပြီးတော့ရန်လုံနေတဲ့သဘောတွေဟာမစ္စရိယနောက်ဒေါသလိုက်လာတဲ့သဘောပဲပေါ့လူတွေမှာလည်းထို့တူပဲကိုပိုင်လာတဲ့ပစ္စည်းကိုတစ်ဖက်သားတွေမရစေချင်ဘူးဆိုတဲ့စိတ်နဲ့ကိုကလူတွေဟာမစ္စရိယကိုအကြောင်းပြုပြီးတော့ကာဝယ်ဆောင်ရှောက်မှုတွေဒေါသတွေဒီလိုတွေဖြစ်လာငါဟာမထိနဲ့ဆိုတဲ့စိတ်ဓာတ်မျိုးတွေဝင်လာတယ်အဲ့ဒါလို့မစ္စရိယတရားဆိုတာငါအတွက်သာမိသားစုထဲမှာတောင်တစ်ခါတလေဒါမျိုးရှိတတ်တယ်ငါဟာမထိနဲ့ငါဟာမကင်နဲ့ဆိုတာမျိုးအဲ့ဒါမျိုးတွေမစ္စရိယရဲ့သဘောတရားဟာကျင့်မြောင်းပြီးတော့ကိုယ့်အတွက်သာစဉ်းစားတာကိုမစ္စရိယလို့ခေါ်တယ်စာကဆိုတာကြတော့အဲ့ဒါလို့မဟုတ်ဘူးဆွန့်လွတ်တဲ့နိနာခံတဲ့ငါဟာရဲ့လို့မတတ်မှတ်ဘူးအာလုံးတို့တူတူညီညီပဲ
အလုံးတူတူစားကြမယ်တူတူသုံးကြမယ်ငါမှဒါရှိရင်သူ့မှလည်းဒါမျိုးရှိပါစေဒီလိုမျှဝေထပ်တဲ့သဘောကိုစာကလို့ခေါ်တာစာကနဲ့ပတ်သက်ပြီးဝိကတမစ္စေရမလပရိယုဋ္ဌိတေနစေတတာအခါရံအစ္ဆဝတ္တိရသော်ဗျာရဲ့ဓမ္မတွေထဲမှာပါတယ်မစ္စရိယဆိုတဲ့အညစ်အကြေးကင်းတဲ့စိတ်ဓာတ်နဲ့အိမ်မှာနေတာတဲ့အိမ်မှာနေတယ်ယာစယောဂောဘသူကနေပြီးတော့ကိုမိသားစုတွေပဲဖြစ်ဖြစ်ဒါတောင်းရင်ပေးဖို့အစဉ်သင်းဖြစ်တယ်ပယတပါဏိစေကြောပြီးသားလက်ရှိတယ်ဆိုတာကိုယ်လက်ဟာအမြဲတမ်းပေးဖို့ကံဖို့အစဉ်သင်းဖြစ်တယ်ငါသာဆိုတဲ့စိတ်ဓာတ်မရှိလို့ပေးကိုရှိတာအကုန်ပေးတာလို့ဒီလိုဆိုလိုတာမဟုတ်ဘူးမျှဝေတတ်တဲ့သဘောကိုဆိုလိုတယ်ပေါ့မျှဝေတတ်တယ်တချို့ကြတော့မျှဝေတတ်တဲ့စိတ်ကိုမရှိဘူးကိုယ့်အတွက်ပဲကိုတယောက်တည်းမကုံလည်းပဲသူများကိုမပေးဘူးဒီလိုဟာမျိုးပေါ့နော်အေးမျှဝေတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဟာဘာပဲဖြစ်ဖြစ်ဒီစားစရာလေးမုံလေးတစ်ချက်ရလာရင်လေတစ်ဖက်စီစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိတာအဲ့ဒါမျိုးကိုစာခလို့ခေါ်တစ်ဖက်သားကိုပေးဝေဖို့မျှစားဖို့ဆိုတဲ့စိတ်ဓာတ်အဲ့ဒါလို့မျှတလို့တဲ့စိတ်ဓာတ်မျိုးဟာစာခလို့ခေါ်တယ်အဲ့ဒီစာခဆိုတဲ့သဘောတရားဟာဒီမစ္စရိယဆိုတဲ့အညစ်အကြေးကင်းနေလို့စာခဆိုတဲ့အလှူဒါနဆိုတာဖြစ်ပေါ်လာအဲ့ဒီလိုတရားတော့ရှိပါရဲ့သီလလည်းရှိပါရဲ့ပညာလည်းရှိပါရဲ့စာကရှိတဲ့ပုဂ္ဂိုလ်သို့မဟုတ်လှူမှုတမ်းမှုရှိတဲ့ပုဂ္ဂိုလ်ရှိတယ်မရှိတဲ့ပုဂ္ဂိုလ်မရှိဘူးနှမျိုးကွဲပြားလာသေးတယ်ပေါ့လူတွေဟာတရားချင်းလည်းတူမျှကြတယ်ကိုချင်းသီလချင်းလည်းတူမျှကြတယ်အသိပညာချင်းလည်းတူမျှကြတယ်ဒါပေမဲ့လို့ထူးခြားတဲ့နေရာတစ်ခုကတော့တယောက်ကလှူမှုတမ်းမှုအလှူဒါနကိုမျက်နှိုးတယ်တဦးကအေးကိုရလာတာကိုစားမယ်ကိုဟာကိုပဲသုံးမယ်သူများကိုမစင်စားဘူးမမျှဝေဘူးဆိုတဲ့လူမျိုးလည်းရှိတယ်ပေါ့အဲ့ဒီနေရာလေးမှာသူများနဲ့မျှပြီးသုံးမယ်ဆိုတဲ့အလှူဒါနကိုမျက်နှိုးတဲ့ပုဂ္ဂိုလ်မျက်နှိုးပြီးတော့အလှူဒါနပြုတဲ့ပုဂ္ဂိုလ်ကတယောက်အလှူဒါနမပြုဘဲကိုယ်သာသုံးမယ်ဆိုတဲ့ပုဂ္ဂိုလ်ကတယောက်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ကွဲပြားခြားနားမှုကရှိသလားဆိုတဲ့မေးခွန်းတစ်ခုတက်နော်မြတ်စွာဘုရားသခင်ကိုရောမြတ်လက်ထက်တော်အခါကာလတော့ဒီတောင်ဒီမြို့မှာကောသလမင်းကြီးရဲ့သမီးတော်တစ်ပါးဖြစ်တဲ့သူမနာဆိုတဲ့မင်းသမီးလေးရှိတယ်သူ့မှာအချမ်းရံအမျိုးသမီး900ရှိတော့ဖခင်လှုပ်တဲ့ပုဂ္ဂိုလ်ကသမီးပျော်ပျော်ပါးပါးနေနိုင်အောင်လို့မြင်းလဲမြင်းရထား900သူ့အဖော်တွေနဲ့အချမ်းရံနဲ့ဘယ်သွားအဖော်900မြင်းရထား900စီမံပြီးတော့လှုပ်ပေးထားတယ်အဲ့ဒီခေတ်ကအကောင်းဆုံးယင်ပေါ့ခုခေတ်ဆိုရင်တော့ကားအစီး900ပေးထားမှာပေါ့နော်အဲ့ဒီခေတ်ကမြင်းရထားအစီး900ဘယ်သွားသူ့အချမ်းရံနေနဲ့သူအဲ့ဒါလို့မြင်းရထားတွေစီးပြီးတော့ဥယျာဉ်တွေသွားကြတယ်မြို့ပြင်ပျော်ပွဲစားထွက်ကြတယ်ဆိုတာတွေလောက်ကြအဲ့ဒီမင်းသမီးလေးကအသိဉာဏ်အမတ္တမရှိတယ်ပေါ့ဒီနေ့တော့မြတ်စွာဘုရားစီရောက်ပြီးတော့သူကောင်းထဲမှာပေါ်လာတဲ့မေးခွန်းတစ်ခုသူမေးတယ်ဘုရားကိုသွားလျှောက်တယ်တပည့်တော်မေးခွန်းတစ်ခုမေးပြရစေပါတဲ့လောကမှာလူဖြစ်လာပြီးတဲ့နောက်မှာတယောက်နဲ့တယောက်သဒ္ဒါချင်းလဲတူကြတယ်ကိုချင်းသီလချင်းလဲတူကြတယ်အသိပညာချင်းလဲတူကြတယ်ဒါပေမဲ့လို့တယောက်ကလှမှုတမ်းမှုပြုတော့လဲနောက်တစ်ယောက်ကလှမှုတမ်းမှုမပြုဘူးဆိုလို့ရှိရင်သူတို့နှစ်ဦးကြားဟာဒါနရှိမရှိဒီအကြောင်းတစ်ခုကွဲပြားသည့်အတွက်ကြောင့်
ဘဝခရီးသွားတဲ့အခါမှာကွဲပြားခြားနားမှုတွေရှိနိုင်ပါသလားလို့မြတ်စွာဘုရားကိုလျှောက်တယ်သူလျှောက်တယ်အဲ့တော့လူဘဝမှာတယောက်ကလှူတယ်တယောက်ကမလှူဘူးပေါ့ဘဝမှာလူဖြစ်ကြတယ်တယောက်ကအလှူဒါနကိုမြတ်နိုးတယ်တယောက်ကအလှူဒါနကိုမမြတ်နိုးအဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာနောက်ဘဝရောက်တဲ့အခါမှာကွဲပြားခြားနားမှုရှိသလားလို့ဆိုမြတ်စွာဘုရားရှိတယ်တဲ့နော်ဒီပြင်အရေးချင်းတွေတူတယ်တရားတရားချင်းလည်းတူတယ်သီလချင်းလည်းတူတယ်အသိပညာချင်းလည်းတူတယ်သို့တော့လှူဒန်းမှုကြတော့ကွဲပြားခြားနားသွားတယ်တယောက်ကလှူတယ်တယောက်ကမလှူဘူးဆိုလို့ရှိရင်ကွဲပြားခြားနားမှုရှိတယ်တဲ့ဆိုပါစို့လူဘဝကနေတည်သွားလို့နတ်ဖြစ်တယ်ဆိုရင်အလှူဒါနလုပ်တဲ့လူနဲ့အလှူဒါနမလုပ်တဲ့လူဟာဘယ်လိုကွဲပြားတော့ဆိုတော့မြတ်စွာဘုရားကဖြေတယ်အလှူဒါနလုပ်တဲ့ပုဂ္ဂိုလ်ကတဲ့အသက်ပိုးရှည်တယ်အစင်ပို့ပြီးတော့လှတယ်ချမ်းသာဒုက္ခပို့ပြီးတော့ကြီးမားတယ်အချမ်းအယံတွေပို့ပြီးတော့များတယ်နော်ဩဇာအာဏာအစိုးရမှုတွေပို့ပြီးတော့များတယ်လို့ရှင်လိုက်တဲ့အခါကွဲပြားခြားနားမှုရှိတယ်လို့ဆိုလို့တရားဆိုတဲ့စွမ်းအားတူတယ်သီလဆိုတဲ့စွမ်းအားလည်းတူတယ်ပညာဆိုတဲ့စွမ်းအားလည်းတူတယ်ပေါ့ဒါတွေတူပြီးတော့မိမိဘဝမှာလှူဒန်းမှုရှိသူနဲ့မရှိသူအဲ့လိုကွဲပြားခြားနားသွားတယ်လှူဒန်းမှုမရှိတဲ့ပုဂ္ဂိုလ်ကိုလှူဒန်းမှုရှိတဲ့ပုဂ္ဂိုလ်ကအသက်အားဖြင့်လဲသားလွန်တယ်အစင်းအယောင်အားဖြင့်လဲသားလွန်တယ်ချမ်းသာဒုက္ခအားဖြင့်လဲသားလွန်တယ်အချမ်းသာအကျော်စောအားဖြင့်လဲသားလွန်တယ်နောက်ဆုံးမှာဩဇာအာဏာတကူကြီးထွားမှုလဲသူကသားလွန်တယ်အဲ့တော့ခဏခေတ်လူတွေထဲမှာကြည့်ပေါ့မိသားစုတစုထဲမှာကွဲပြားခြားနားမှုတွေရှိလိုက်အဲ့ဒါတွေကိုစနစ်တကျလေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကွဲပြားခြားနားတာတွေတွေ့နိုင်တယ်ပေါ့ကွဲပြားခြားနားတာတွေ့အဲ့တော့မြတ်စွာဘုရားကဖြေလိုက်တဲ့အခါမှာသူဗုဒ္ဓမင်းသမီးကထပ်မေးတယ်အရှင်ဘုရားတဲ့အဲ့ဒီလိုနတ်ပြည်ရောက်တဲ့အခါကွဲပြားခြားနားမှုရှိလို့သူတို့ဟာနတ်ဘဝကနေသုတေလို့လူဘဝရောက်လာပြန်ရင်ရောကွဲပြားခြားနားမှုရှိနိုင်သလားတဲ့ဒုတိယမေးခွန်းကအဲ့လိုမေးတော့မြတ်စွာဘုရားရှိတယ်တဲ့လူဖြစ်လာလို့ရှိရင်လည်းကွဲပြားခြားနားဘယ်လိုကွဲပြားခြားနားတော့ဆိုဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကနော်ဒါနကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်တရားသီလပညာတူညီတော်လဲဒါနမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကိုဒါနရှိတဲ့ပုဂ္ဂိုလ်ကအသက်အားဖြင့်လဲသာလွန်တယ်တဲ့သက်ရှိမှုအားဖြင့်လဲသာလွန်တယ်အစင်းလှပမှုအားဖြင့်လဲသာလွန်တယ်ချမ်းသာဒုက္ခများမှုအားဖြင့်လဲသာလွန်တယ်အချမ်းရံများမှုအားဖြင့်လဲသာလွန်ပြီးတော့ဩဇာအာဏာအရှိန်အဝါကြီးမှုအနေနဲ့လည်းသာလွန်တယ်ဟောလူဖြစ်လာတဲ့အခါမှာလဲကွဲပြားခြားနားမှုရှိတယ်ဒီကနေ့ခေတ်မှာလည်းတည်တည်ချာချာလေးလာစဉ်းစားကြည့်ဖို့မိသားစုတွေမှာညီကိုမောင်နှမတွေရှိကြတဲ့တဲ့အားလုံးဟာတမေအေတဲ့တဖေအေတဲ့ကမွေးလာပေမဲ့လို့အရွယ်ရောက်လို့အသီးအိမ်တော်ရသားကြလို့ခွဲသွားတဲ့အခါမှာကြီးပွားသူနဲ့မကြီးပွားသူဆိုတာခဏခေတ်မှာတည်းပဲလေးလာသုံးသပ်ကြည့်လို့ရတာအစင်းရောင်အစင်းအပြင်လည်းလေးလာသုံးသပ်ကြည့်လို့ရတယ်ဒီမအေဒီဖေကမွေးတာဖြစ်တော်လဲပဲတချို့ကရုပ်ပူလာတယ်တချို့ကရုပ်ညံ့တယ်တချို့ကအသက်ပိုးရှည်တယ်တချို့ကအသက်မရှိဘူးတချို့ကပိုပြီးတော့ချမ်းသာတယ်တချို့ကပိုပြီးတော့မချမ်းသာဘူးမတူညီတဲ့အနေအထားတွေဟာခဏတည်းပဲလက်တွေ့လိုက်ရှာကြည့်မယ်ဆိုရင်တွေ့နိုင်ပေါ့မြတ်စွာဘုရားရဲ့ဆုံးဖြတ်ချက်အရဆိုရင်ဘယ်သူမပြုမိမိမှုဆိုတဲ့အတိုင်းကိုလုပ်ခဲ့တဲ့လုပ်ရတွေဟာကိုယ့်ရဲ့ကံကြမ္မာပုံရိပ်တွေဟာကိုယ့်မျက်နှာမှာကိုယ့်ဘဝမှာလာပြီးတော့ပုံဖော်ပေးထားတဲ့အတိုင်းပဲဖြစ်ကြတယ်မိသားစုထဲမှာအမေတူအဖေတူကမွေးထားတာချင်းတူတော်လဲချမ်းသာကြွယ်ဝမှုဆိုတာမတူကြဘူးအတတ်ပညာတတ်ကြမှုဆိုတာလည်းမတူကြဘူးအဲ့ဒါလို့မတူညီမှုဟာပစ္စုပန်အကြောင်းတစ်ခုတည်းကြီးလည်းမဟုတ်ဘူး
အတိတ်အကြောင်းလည်းပါတယ်ဆိုတာအမတမထင်ရှားတယ်ပေါ့အဲ့ဒီတော့သူမနာမင်းသမီးလေးကမေခွန်းတစ်ခုထပ်မေးတယ်အရှင်ဘုရားတဲ့လူဘဝမှာအဲ့ဒါလို့ကွဲပြားခြားနာပြီဟုတ်ပြီကွဲပြားခြားနာသွားတဲ့အခါမှာသူတို့နှစ်ဦးဌာနရှိသူနဲ့မရှိသူဘုန်းကြီးဝတ်ကြမယ်ဆိုရင်ရောနော်ခုဘဝမှာဆိုရင်သီလရှင်ဝတ်ကြမယ်ဆိုရင်ရောသူတို့မှာကွဲပြားခြားနာမှုများရှိနိုင်သေးသလားလှူခဲ့သူနဲ့မလှူခဲ့သူဟာဘဝမှာတူတူလျှောက်လန်းနေပြီမဲ့လို့လှူခဲ့တဲ့အလှူဒါနရှိတဲ့ပုဂ္ဂိုလ်နဲ့မရှိတဲ့ပုဂ္ဂိုလ်ဟာဘုန်းကြီးဝတ်တဲ့အခါမှာတူမှုကွဲပြားခြားနာမှုများရှိပါသလားလို့မြတ်စွာဘုရားထပ်လျှောက်တော့ရှိတယ်တဲ့ဘုန်းကြီးဖြစ်လာတဲ့အခါမှာလည်းပဲတဲ့စွမ်းသင်္ကန်းကြောင်းဆေးလို့ဆိုတဲ့ရဟန်းတော်တွေအသုံးဆောင်ပစ္စည်း၄ပါးကိုဒါနကောင်းမှုရှိတဲ့ယဟန်ဒါနကောင်းမှုမရှိတဲ့ပုဂ္ဂိုလ်ကြတော့လှူမဲ့တမ်းမဲ့လူနည်းပြီးတော့ဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကြတော့ဒီလှူခြင်းတဲ့ပုဂ္ဂိုလ်ကတောင်းပန်ပန်နဲ့ဒီစွမ်းလေးဖုံးမိပါအောင်လှူပါရစေအောင်ဒီသင်္ကန်းလေးလှူပါရစေအောင်ဒီကြောင်းလေးလှူပါရစေအောင်ဒီဆေးလေးလှူပါရစေအောင်လို့တောင်းပန်ပန်နဲ့နော်မလိုချင်ဘူးဆိုတာတောင်းပန်ပန်နဲ့လူတွေကလာပြီးတော့လှူကြတာတန်းကြတာကိုရရှိနိုင်တယ်ဒါဟာဒါနကောင်းမှုရဲ့စွမ်းဆောင်မှုပဲဖြစ်တယ်အတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့အလှူဒါနရဲ့စွမ်းဆောင်မှုအလှူဒါနမရှိတဲ့ပုဂ္ဂိုလ်ကြတာနော်အခုလိုတောင်းပန်ပြီးတော့လာလှူတာမျိုးမရှိဘူးတဲ့နော်ဘုန်းကြီးချင်းတူပေမဲ့လို့မတူဘူးဆိုတာမျိုးကိုမြတ်စွာဘုရားရှင်းလဲဟောပြောတာအေးတောင်းပန်ပန်နဲ့လှူတဲ့သင်္ကန်းတောင်းပန်ပန်နဲ့လှူတဲ့စွမ်းတောင်းပန်ပန်နဲ့လှူတဲ့ကြောင်းတောင်းပန်ပန်နဲ့လှူတဲ့ဆေးကိုအသုံးပြုရတာများတယ်ဒါရင်လားလို့ဆိုမကဘူးတဲ့မိမိနဲ့သရင်သုံးနေထိုင်ဘက်ယဟန်တန်ကအချင်းချင်းမှလည်းပဲတဲ့သူကိစ္စဆိုလို့ရှင်ဒါနကောင်းမှုရှိခဲ့တဲ့ကိုတော်ဆိုလို့ရှင်ကိုယ့်ရဲ့မိတ်ဆွေသင်္ကယဟန်ချင်းချင်းမျက်နိုးသူ့အပေါ်မှာဆက်ဆံကြတယ်ဝစီကံနဲ့ဆက်ဆံတယ်ကာယကံနဲ့ဆက်ဆံတယ်မနောကံနဲ့ဆက်ဆံတယ်မျက်နိုးလေးစားစားသူ့အပေါ်မှာပြုမှုကြအဲ့ဒါလို့အကျိုးကျေးဇူးတွေကိုရနိုင်တယ်ဒါတွေမကဘူးဘာပဲလုပ်ပေးရမျက်နိုးနဲ့သူကိစ္စဆိုရင်လုပ်ပေးကြတယ်ဟောဌာနရှိတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒါလို့ရဟန်းဖြစ်လာလို့ရှိရင်လေမတူဘူးတဲ့အလှူဒါနရဲ့စွမ်းဆောင်မှုဟာအဲ့ဒီထိအောင်ကြီးမားလာတယ်လို့မြတ်စွာဘုရားဟောတယ်ဒါတွေဟာသီလချင်းတူတူတတ္ထာချင်းတူတူသီလချင်းတူတူပညာချင်းတူတူမှာဒါနရှိမှုမရှိမှုရဲ့ဒါနရဲ့စွမ်းဆောင်မှုဟာအခုလိုကြီးမားတယ်လို့မြတ်စွာဘုရားဒီလိုဟောတာဘဝမှာဒါဖြင့်ဗျာတဲ့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်လို့ဒီယဟန်တော်တွေဟာခန္ဓာကစွမ်းသင်္ကန်းကြောင်းစေပစ္စည်းလေးပါပေါ်များတဲ့ယဟန်နဲ့မပေါ်များတဲ့ယဟန်တရားဓမ္မတွေကမျက်နိုးနဲ့ဆက်ဆံကြည်ညိုမှုကိုခံရတဲ့ယဟန်သရင်သုံးမော်တွေကမျက်နိုးလေးစားတာကိုခံရတဲ့ယဟန်နဲ့မခံရတဲ့ယဟန်ဝိပဿနာတရားအထုတ်ကြလို့နှစ်ပါးလုံးဟာယဟန္တာဖြစ်သွားပြီသူတို့ရတဲ့ယဟန္တာအဖြစ်ကိုရောက်စေတတ်တဲ့အရတ္တမေအရတ္တဖို့ဆိုတဲ့ဒီတရားတူတရားမြတ်နဲ့ပတ်သက်ပြီးတော့ရောကွဲပြားခြားနားမှုရှိပါသေးသလားလို့စကားကုန်အောင်မေးတော့မြတ်စွာဘုရားကရလာတဲ့တရားတူနဲ့ပတ်သက်လာလို့ရှင်ကတော့ဒါနမရှိတဲ့ပုဂ္ဂိုလ်ရဲ့အရတ္တမေအရတ္တဖို့ဒါနရှိတဲ့ပုဂ္ဂိုလ်ရဲ့အရတ္တမေအရတ္တဖို့ဆိုတဲ့ဒီတရားတူတရားမြတ်နေရာမှာတော့ကွဲပြားခြားနားမှုမရှိဘူးတဲ့နော်ဘယ်ပုဂ္ဂိုလ်ရဲ့အရတ္တမေအရတ္တဖို့ပဲဖြစ်ဖြစ်ကိလေသာအလုံးကိုဖယ်ရှားပြစ်နိုင်တယ်အဲ့ဒီမှာကြတော့တူညီတယ်လို့ဓမ္မနဲ့ပတ်သက်တဲ့အခါကျတော့တူညီတယ်အဲ့ဒီမတိုင်ခင်ဘဝခရီးလျှောက်လန်းတဲ့အခါမှာအလှူဒါနရဲ့စွမ်းဆောင်မှုတွေဟာကြီးမားတယ်
ဒါနရဲ့စွမ်းဆောင်မှုဟာအဲ့ဒါလောက်ထိအောင်ဘဝမှာနတ်ဖြစ်လို့ရှိရင်လည်းအထက်တန်းစားဖြစ်တယ်လူဖြစ်ရင်လည်းအထက်တန်းစားဖြစ်တယ်ယဟန်ဖြစ်ပြန်လို့ရှိရင်လည်းအထက်တန်းစားကိုရောက်တယ်လို့ဒီအတိုင်းတာဘဝခရီးလျှောက်လန်းတဲ့အခါမှာအဗ္ဗဓမ္မစွမ်းဆောင်မှုကြီးမားတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေအသိဉာဏ်ရှိရှိနဲ့တို့တွေတရားဆိုတဲ့စွမ်းအားတွေတို့မှရှိတယ်သီလဆိုတဲ့စွမ်းအားတွေရှိတယ်ပညာဆိုတဲ့စွမ်းအားတွေရှိတယ်လို့အလှူဒါနပြုမှုဆိုတဲ့စာခဆိုတဲ့စွမ်းအားရှိဖို့လိုသေးတယ်အလှူဒါနပြုခြင်းဆိုတဲ့စာခစွမ်းအားဟာဤမြတ်စွမ်းဆောင်နိုင်တာပါလားလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဒီဖြေကြားထားတဲ့သုမနသုတ်တံမှာလာတဲ့ဒီအဖြေကိုနာယူမှတ်သားကြလို့ဒီဘုန်းကြီးတို့တွေမှာဘဝခရီးကိုသွားတဲ့လူတိုင်းဟာတရားလည်းရှိအောင်ကြိုးစားရမယ်သီလရှိအောင်လည်းကြိုးစားရမယ်စာခဆိုတဲ့အလှမှုတမ်းမှုလည်းရှိအောင်ကြိုးစားရမယ်ပညာလို့ဆိုတဲ့အသိပညာလည်းရှိအောင်ကြိုးစားစွမ်းဆောင်မှုတွေဟာတစ်ခုနဲ့တစ်ခုမတူဘူးအခုဒီကနေ့ညအလှဒါနရဲ့စွမ်းဆောင်မှုဆိုတာကိုနာယူမှတ်သားကြရတယ်ပဲအလှဒါနရဲ့စွမ်းဆောင်မှုဟာနတ်ဖြစ်လို့ရှိရင်လည်းအသက်ရှည်တယ်ဆင်းလာတယ်ချမ်းသာဒုက္ခများတယ်အချမ်းရံကြီးမားတယ်တကုအရှိန်စောကြီးမားတယ်လူဖြစ်ရင်လည်းထို့တူပဲယဟန်ဖြစ်လို့ရှိရင်လည်းဘုံကြီးတယ်ဆိုတဲ့စွမ်းဆောင်မှုတွေဟာအလှဒါနရဲ့စွမ်းဆောင်မှုမျိုးတွေသာဖြစ်တယ်ဒါနကောင်းမှုနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအပေါ်မှာပတ်ဝန်းကျင်ရဲ့ဝေဖန်သုံးသပ်ချက်တွေဖြစ်ပေါ်လာတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဒီသုတ်တံကိုဟောခဲ့တာဖြစ်တယ်ဒါနကောင်းမှုပြုတယ်လို့ဆိုတဲ့နေရာမှာတူညီသောအကျိုးပေးမှုရရှိခြင်းမရရှိခြင်းဆိုတာဟာအခြေအနေတွေများစွာရှိတယ်မြတ်စွာဘုရားကအဲ့ဒီအခြေအနေတွေကိုထက်တွက်ပြီးတော့ဘယ်လိုလုံးမဒါနကောင်းမှုရဲ့အကျိုးကျေးဇူးဟာအကျိုးတရားဟာပို့ပြီးတော့ကြီးကျယ်တယ်ဆိုတာမြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောကြားအဲ့ဒီမြတ်စွာဘုရားရဲ့ရှင်းလင်းဟောကြားချက်နဲ့ပတ်သက်လာတဲ့အခါမလိုလားတဲ့ပုဂ္ဂိုလ်တွေဖို့ကမြတ်စွာဘုရားကိုပြစ်တင်ကြတယ်ဝေဖန်ကြတယ်ဆိုတာတွေဖြစ်ပေါ်လာဘယ်အရာပဲဖြစ်ဖြစ်အချိန်ကြီးကိုထက်ပြီးတော့တွေ့ရဥပမာမယ်ဒါနကောင်းမှုလုပ်တယ်ကျောင်းဆောက်တယ်ဘုရားတည်တယ်လှူတယ်တန်းတယ်ပေါ့အဲ့လိုလုပ်တဲ့အခါမှာလုပ်တဲ့ဒါနကုသိုလ်တိုင်းတူညီသောအကျိုးတရားကိုရသလားလို့မေးတဲ့အခါမှာမြတ်စွာဘုရားကခွဲခြားပြီးတော့ဖြေဆိုတယ်တူညီသောအကျိုးတရားကိုရမရဆိုတာအခြေအနေပေါ်မှာမူတည်ပြီးတော့မြတ်စွာဘုရားဆုံးဖြတ်လူတိုင်းဌာနရဲ့အကျိုးတွေအကုန်ရတယ်လို့ဒီလိုပြောလို့မရအခြေအနေကိုလေ့လာသုံးသပ်ပြီးတော့မှအခြေအနေတွေကိုထောက်ထားပြီးတော့မြတ်စွာဘုရားဟောအခြေအနေတွေဆိုတာလူတန်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားအလူကံပုဂ္ဂိုလ်တွေရဲ့ကိုယ်ချင်းတရားလူတဲ့ပစ္စည်းဝတ္ထုနဲ့စင်ကြယ်မှုမစင်ကြယ်မှုဆိုတာဒီအခြေအနေတွေကိုထည့်သွင်းပြီးစဉ်းစားပြီးတော့မှသာလေမြတ်စွာဘုရားကဒါနကောင်းမှုတစ်ခုရဲ့အကျိုးကိုသုံးသပ်ဟောကြားလေးရှိတယ်ပေါ့ဒါကမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကိုဝိပိဿဝါဒီလုံးပြီးတော့မပြောဘူးအရာရာကိုခွဲခြားစိတ်ဖြာပြီးတိကျသေချာစွာဟောကြားတတ်တာလုံးပြီးတော့ပြောတာမျိုးကြတော့အမှန်ဖြစ်ချင်မှဖြစ်တယ်အရာရာဟာခွဲခြားစိတ်ဖြာပြီးတော့ပြောနိုင်မှ
ဒီစကားဟာပို့ပြီးတော့မှန်ကန်တယ်ဒါကြောင့်မို့ဒါနနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒက္ခိဏဝိပင်ကတုတ်မှာဆိုခွဲခြားဟောပြတူညီတယ်လို့မဟောဘူးမြတ်စွာဘုရားလူကံပုဂ္ဂိုလ်လိုက်ဒါနရဲ့အကျိုးတရားတွေဖြစ်ပေါ်လာပုံလူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နေသဘောထားတွေအလိုက်ကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်လာပုံလူတဲ့ပစ္စည်းဝတ္ထုရဲ့အနေထားအလိုက်ကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်လာမတူညီတဲ့အခြေအနေတွေကိုထိသွင်းစဉ်းစားပြီးတော့မှမြတ်စွာဘုရားကဟောပြောတာဖြစ်တယ်ပေါ့ဆိုပါစို့ပုဂ္ဂလိကဒါနလို့ဆိုပြီးတော့ပုဂ္ဂိုလ်တဦးတယောက်တည်းကိုလှူတယ်ဆိုတဲ့ဒါနမှာအလှခံတဲ့ပုဂ္ဂိုလ်ကလှူတဲ့ပစ္စည်းကိုရယူတဲ့ပုဂ္ဂိုလ်ကတိရစ္ဆာန်ဖြစ်မယ်ဆိုလို့ရှိရင်လှူတဲ့ဒါယကမှာရရှိနိုင်တဲ့အကျိုးတရားဟာအစတရားလို့ဒီလိုပြောတယ်နော်တခါလူသားတယောက်ကိုချင်းသီလပြက်ပြားနေတဲ့လူသားတယောက်ကိုလှူဒန်းပြီဆိုလို့ရှိရင်ရရှိနိုင်တဲ့အကျိုးတရားကိုအစတစ်ထောင်လို့သတ်မှတ်ဒါဘာလို့ဒီလိုကွဲပြားသွားတာတော့ဆိုလူနဲ့တိရစ္ဆာန်မတူလို့မတူတာကိုအကြောင်းပြုပြီးတော့ခွဲခြားတဲ့သဘောတခါအလှူခံပုဂ္ဂိုလ်ကကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ပုရုဇဉ်တော့ပုရုဇဉ်ကိုချင်းသီလရှိပြီဆိုတဲ့အခါအစပေါင်းများစွာအကျိုးတရားရတယ်သောတပန်ဖြစ်လောက်အောင်ကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်မရေမတွက်နိုင်အောင်ရေတွက်လို့မရအောင်အကျိုးတရားတွေရတယ်အလူကံပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကအဲ့ဒါလို့ခွဲခြားစိတ်ဖြာပြီးတော့ဟောလေးရှိတယ်တခါလှူတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားကိုကြည့်ပြီးတော့လည်းခွဲခြားစိတ်ဖြာဟောတယ်ဝေလာမသုတ်တံမှာတော့ဘယ်လိုခွဲဟောတော့ဆိုလှူတဲ့ပစ္စည်းကကောင်းတဲ့ပစ္စည်းပဲဖြစ်ဖြစ်ညံ့တဲ့ပစ္စည်းပဲဖြစ်ဖြစ်အဓိကမကြဘူးတဲ့နောက်လှူတဲ့ပစ္စည်းကနဲတာပဲဖြစ်ဖြစ်များတာပဲဖြစ်ဖြစ်အဓိကမကြဘူးတဲ့အဓိကကြတာဘာလို့ဆိုလှူသူရဲ့စိတ်နေသဘောထားအဓိကကြလှူတဲ့ပုဂ္ဂိုလ်ကတက္ကိစ္စဒါနတလေးတစားအလေးနဲ့ထားပြီးတော့မတ်မတ်ရရလှူဒန်းပြီဆိုလို့ရှိရင်တော့ပို့ပြီးတော့အကျိုးရတယ်စိတ်တိကတပူဇော်လိုတဲ့စိတ်ချင်းမြောက်လိုတဲ့စိတ်နဲ့လှူဒန်းရင်ပို့ပြီးတော့အကျိုးရသဟထဒါနကိုယ်တိုင်ပါဝင်ပြီးတော့လှူဒန်းရင်ပို့ပြီးတော့အကျိုးရတယ်လို့ဒီလိုလှူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နဲ့သဘောထားတွေပေါ်မှာကြည့်ပြီးတော့လေဒါနကောင်းမှုရဲ့အကျိုးအခြေအနေကိုမြတ်စွာဘုရားဟောပြောလို့ရှိတယ်ဒါကြောင့်မို့ထိုသုတ်တန်နဲ့မှာဒါနနဲ့ပတ်သက်လာလို့ရှိရင်ဝိစေယဒါနံသူကတပတ္တထံဒါနကောင်းမှုလုပ်ပြီဆိုလို့ရှိရင်ရွေးချယ်ရဘာကိုရွေးချယ်တာတော့ပစ္စည်းဝတ္ထုကိုလည်းရွေးချယ်တယ်အလှူခံပုဂ္ဂိုလ်ကိုလည်းရွေးချယ်ကိုလှူတဲ့ပစ္စည်းဝတ္ထုကိုလည်းအကောင်းအဆိုးရွေးချယ်ပြီးတော့ကောင်းတာကိုလှူတယ်အလှူခံပုဂ္ဂိုလ်ကိုလည်းပဲအဆင့်အတန်းလိုက်ကြည့်ပြီးတော့ရွေးချယ်တယ်အဲ့ဒါလို့လှူတဲ့ဌာနမျိုးကိုမြတ်စွာဘုရားဟာချီးမွမ်းတယ်ချီးမွမ်းတယ်ဆိုတာပို့ပြီးအကျိုးရတယ်လို့ဒီလိုပြောတာနော်ဒါကပစ္စည်းဝတ္ထုနဲ့ပတ်သက်တယ်မြတ်စွာဘုရားရဲ့ဒါနနဲ့ပတ်သက်ပြီးတော့သဘောထားတွေလို့ဒီလိုပြောရမှာပေါ့အဲ့ဒီမှာလှူတာတန်းတာနဲ့ပတ်သက်လာတဲ့အခါဒက္ခိဏဝိပင်ကတော့မှ၄မျိုးခွဲပြီးတော့ပြထားတာရှိတယ်။ဘာပြထားတော့ဆိုတော့
အလူကံပုဂ္ဂိုလ်နဲ့အလူဒါယကဒီနှစ်ဦးရဲ့ကိုချင်းတရားပိုင်းဆိုင်ရာခွဲခြားသတ်မှတ်ပြထားတာရှိသေးတယ်အလူကံပုဂ္ဂိုလ်ကကိုချင်းသီလမရှိဘူးအလူဒါယကကိုချင်းသီလရှိတယ်ဆိုရင်ကိုချင်းသီလရှိတဲ့အလူတကာကိုအကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာရတယ်လို့ဒီလိုဟောတာနော်တခါအလူတဲ့ပုဂ္ဂိုလ်ဒါယကကိုချင်းသီလမရှိဘူးအလူခံတဲ့ပုဂ္ဂိုလ်ကကိုချင်းသီလရှိတယ်ဆိုလို့ရှိရင်အလူခံတဲ့ပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးကောင်းကျိုးချမ်းသာရနောက်တစ်မျိုးကလှူတဲ့ဒါယကလည်းကိုချင်းသီလမရှိဘူးအလှူခံပုဂ္ဂိုလ်ကလည်းကိုချင်းသီလမရှိဘူးဆိုရင်ကောင်းကျိုးချမ်းသာအဗ္ဗဓမ္မနည်းတယ်လို့ဒီလိုဟောနော်ဟောနောက်တစ်ခုကြတော့အလှူတကာလည်းကိုချင်းသီလနဲ့ပြည့်ဝတယ်အလှူခံပုဂ္ဂိုလ်ကလည်းကိုချင်းသီလရှိတယ်နှစ်ဖက်စလုံးဘက်စုံကောင်းတယ်ဆိုလို့ရှိရင်တော့အတိုင်းနဲ့အလွန်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါလှူတိုင်းမဟုတ် analyze လုပ်ပြတဲ့သဘောနော်အဲ့တော့မတူခွဲခြားမှုကဘယ်သူကခွဲတာဘုရားကခွဲတာလားလို့ဆိုတကယ်တော့မြတ်စွာဘုရားခွဲတာမဟုတ်ဘူးတဘာဝကခွဲထားတာနော်အားလုံးဟာဗမာတွေပြောလို့ရှိကြတယ်ပေါ့လက်ထီး၅ချက်နှမ၅ချက်မဖြစ်ဘူးပေါ့လက်ထီးကြတော့ဈေးပို့ရမှာပေါ့နမကို၅ချက်နဲ့ရောင်းရင်လက်ထီးကြတော့ပို့ရမှာပေါ့ဒီလိုဆိုလိုတာပေါ့နော်ဒါလည်းမကဘူးစဉ်းစားကြည့်စိုက်ပျိုးရေးလုပ်တဲ့လူတယောက်ဟာရေကောင်းမြေကောင်းပေါ်မှာစိုက်ပျိုးမယ်ဆိုလို့ရှိရင်သီးနှံပို့ထွက်မှာရေမြေကညံ့တဲ့ပေါ်မှာစိုက်ပျိုးမယ်ဆိုရင်သီးနှံထွက်နေမှာပဲဒါကတစ်ပိုင်းမျိုးစေ့ကမမှန်ဘူးရင့်တန်မှုမရှိဘူးဆိုရင်လေမြေကောင်းရေကောင်းပေါ်ဘယ်လိုပဲစိုက်အပင်ပေါက်မှုကအတ္တမှာမဟုတ်ဘူးအဲ့တော့ဆိုလိုတာကမျိုးစေ့ကလည်းကောင်းရမယ်ရေမြေကလည်းကောင်းရမယ်အဲ့ဒါဆိုလို့ရှိရင်တော့သီးနှံတွေကဖွံ့ဖြိုးနိုင်တယ်အဲ့ဒါလို့ခွဲခြားပြီးတော့မြတ်စွာဘုရားကဒါနနဲ့ပတ်သက်ပြီးတော့ဟောပြောလို့ရှိတာဓာတ်နှုထားပြီးတော့မဟောဘူးမတူညီတဲ့အချက်တွေခွဲခြားပြီးတော့ဟောပြောတဲ့အခါမှာဒီခွဲခြားဟောပြောချက်နဲ့ပတ်သက်လာတဲ့အခါမှာမလိုတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားကိုဆွဆွဲလာကြတယ်တဲ့ဖျားပြီမဲ့လို့ဟောရေးပြောရေးနဲ့ပတ်သက်လာတဲ့အခါမှာအထင်မှားပြီးတော့ဆွဆွဲမှုတွေဆိုတာမြတ်စွာဘုရားစီမှာရောက်လာတတ်တယ်အကြီးမားဆုံးဆွဆွဲမှုကြီးကတော့ဘုရားဘုရားမှာနှစ်ခါကြုံခဲ့ဒါကတော့အလွန်ဖြည့်ရှင်းမှုခက်တဲ့စိန်ဇမာနရဲ့ဆွဆွဲမှုနဲ့တုံတရီရဲ့ဆွဆွဲမှုစိန်ဇမာနရဲ့ဆွဆွဲမှုကတော့ရိတ်လောက်တယ်ဆိုတာပဲပတ်သက်တယ်ပေါ့နော်တုံတရီရဲ့ဆွဆွဲမှုကြတော့ဒီတဲ့ချီမားလာမဒိဋ္ဌမှုရောခုခေတ်စကားနဲ့ပြောမယ်ဆိုမဒိဋ္ဌမှုရောလူသတ်မှုရောနှစ်ခုလုံးနဲ့ဆွဲခံမြတ်စွာဘုရားဘဝမှာကြီးမားတဲ့ဆွဆွဲမှုကြီးနှစ်ခုခံရတယ်အသေးအဖွဲဆွဆွဲမှုလေးတွေကတော့အများကြီးပဲအဲ့ဒီထဲမှာနမူနာတစ်ခုပြောရမယ်ဆိုရင်ဒါနနဲ့ပတ်သက်ပြီးတော့လည်းဆွဆွဲခံရတာရှိဒါနနဲ့ပတ်သက်ပြီးတော့ခွဲခြားဟောပြောတဲ့ကိစ္စမှာလည်းဘုရားဆွဆွဲမှုခံရတယ်နောက်တစ်ခုကတော့သံဃာအစာအာဟာရတတ်တလွတ်မစားပဲနဲ့သံဃာစားတာနဲ့ပတ်သက်ပြီးတော့လည်းပြစ်တင်ဆွဆွဲမှုတွေခံရတယ်မြတ်စွာဘုရားနော်သံဃာနဲ့သံဃာစားတာနဲ့ပတ်သက်လာပြီးတော့မြတ်စွာဘုရားကိုဆွဆွဲကြတယ်
ဘယ်လိုဆွဆွဲလဲလို့ဆိုယံဂေါရမဟာသူ့ကိုအကြောင်းပြုပြီးတော့တတ်တဲ့တရားဝါတွေရဲ့အစာကိုစားတယ်ဒါကြောင့်မို့လို့တတ်သူနဲ့စားသူဟာတဝက်စီခံရမယ်50-50တဲ့နော်အကုသိုလ်တရားဖြစ်လို့ရှိရင်တတ်တဲ့လူက90စားတဲ့လူက90အကုသိုလ်တတ်တဲ့လူရဲ့တဝက်တတ်တဲ့လူကရာခိုင်နှုန်း90အကုသိုလ်ဖြစ်တယ်စားတဲ့ပုဂ္ဂိုလ်ကရာခိုင်နှုန်း90ဖြစ်တယ်လို့မြတ်စွာဘုရားကိုအဲ့လိုဆွဆွဲကြတတ်တလွတ်နဲ့ပတ်သက်ပြီးတော့လည်းဆွဆွဲခံမြတ်စွာဘုရားကတော့ဖြေရှင်းတယ်စားတာနဲ့တတ်တာနဲ့မတူတဲ့အကြောင်းတကယ်ကြတော့လည်းမတူပါဘူးတတ်တဲ့ပုဂ္ဂိုလ်တွေသွားမေးမယ်ဆိုလို့ရှိရင်ဘာအတွက်တတ်တာတုံးဆိုငွေကြေးရကြလို့တတ်တာလေရသော်ဘုရားကကိုယ့်ကိုရည်စူးပြီးတတ်တာဆိုရင်မစားရဘူးလို့ဟောထားပြီးသားပဲသူ့ဘာသူပတ်ဆံရကြလို့တတ်ထားတဲ့အစားအစာကိုသားငါပစုံကိုဈေးထဲကနေဝယ်ပြီးတော့စားတာကြတော့အပြစ်ရှိတယ်လို့ပြောလို့မရတော့ဘူးလေအဲ့ဒါကြောင့်မို့လို့အဲ့ဒီလိုအစွန်းရောက်တာမျိုးကြတော့မြတ်စွာဘုရားလက်မခံတချို့လည်းဒီယူဆတွေရှိကြတယ်အထူးသဖြင့်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကဂျိန်းဝါဒီတွေကဂျိန်းဘုန်းကြီးဆိုတာအခုဂျိန်းကိုင်းဆိုတာအိန္ဒိယနိုင်ငံမှာရှိတယ်ပေါ့ဂျိန်းကျောင်းတွေရှိတယ်အိန္ဒိယဗုဒ္ဓဂယာသွားဘူးတဲ့လူတွေတွေ့ကြတယ်မိဂရာဝမှာဆိုရင်ဂျိန်းကျောင်းတွေရှိတယ်နော်အဲ့တော့သူတို့ရဲ့အယူဆကသားငါးပဲဆိုစားရင်စားတဲ့လူကတဝက်ခံရမယ်ဆိုအယူဆရှိတယ်ဒီယူဝါဒကိုမြတ်စွာဘုရားလက်မခံဘူးဒါမှားယွင်းတဲ့အယူဆတစ်ခုလို့ဒီလိုပြောကိုစားဖို့တတ်ပေးတာမဟုတ်ဘူးသူပတ်ဆံလို့ခြင်းလို့တတ်ကိုယ့်အတွက်မပါဘူးနော်တကယ်ကြည့်မယ်ဆိုလို့ရှိရင်လေသားသက်လိုင်စင်နဲ့လှုပ်ထားတဲ့လူတွေဟာလူတွေအသားငါစားကြပါစီဆိုတဲ့စေတနာနဲ့တတ်တာဟုတ်ကလားသူပတ်ဆံရခြင်းလို့တတ်တာလားပတ်ဆံရဖို့တတ်တာလေစီးပွားရေးတစ်ခုအနေနဲ့လုပ်တာလေအဲ့တော့ကိုယ်နဲ့ဘယ်လိုလုပ်ပတ်သက်เสียရှိမပတ်သက်ဘူးအကုသိုလ်ဆိုတာစိတ်ထဲမှာဖြစ်တယ်အကယ်၍အသားစားတဲ့ပုဂ္ဂိုလ်တွေအေးသားကောင်တွေများများတတ်ကြပါစေဆိုရင်တော့ပတ်သက်မယ်အဲ့လိုစိတ်ဓာတ်ရှိရင်တော့ပတ်သက်အဲ့လိုစိတ်ဓာတ်မရှိဘဲနဲ့စားယုံတတ်တဲ့နဲ့ကတော့ပတ်သက်เสียအကြောင်းမရှိဘူးတဲ့အဲ့ဒါလို့ပတ်သက်ရမယ်ဆိုလို့ရှိရင်တရေချာကင်ဝတ်တဲ့လူရောမပတ်သက်ပေဘူးလားတရေဖဏတ်စီးနေတဲ့ပုဂ္ဂိုလ်ရောမပတ်သက်ဘူးလားတာမွေအင်ကြီးတွေတို့နော်မိချောင်းရည်အိတ်လက်ပွေအိတ်ကြီးကင်ထားရင်ရောမပတ်သက်ဘူးလားပတ်သက်တာပဲအဲ့ဒါကြောင့်မလို့ခဏခေတ်မှာ vegetarian ဆိုပြီးတော့သားငါးပစွန်ရှောင်ပြီးတော့တတ်လွတ်စားအထူးသဖြင့်မဟာယာနခိုင်းတတ်လွတ်ပဲစားမဟာယာနဘုန်းကြီးတွေတတ်လွတ်ပဲစားဘုန်းကြီးသီလရှင်တတ်လွတ်ပဲစားတတ်လွတ်မစားရင်အပြစ်လို့မြင်တယ်ပေါ့တတ်လွတ်စားမယ်သားငါးပစွန်စားရင်အပြစ်ဖြစ်တယ်သို့တော့အဲ့ဒီတတ်လွတ်စားတဲ့ပုဂ္ဂိုလ်တွေတတ်လွတ်ကြောင်းတွေသွားကြည့်လိုက်လို့ရှိရင်ဝတ္တာဓုကျက်တာဓုတွေလှုပ်ရှားနေတာမတွေ့ကြအောင်လားတာဓုဆိုအဲ့ဒီတော့အလွမ်းပြေလှုပ်နေတာမဖြစ်ပေဘူးလားစားခြင်းအတန်းနဲ့အတုလုပ်ပြီးစားနေရတယ်ဆိုတော့ပို့ပြီးတော့အကုသိုလ်တွေများမှာပေါ့ရိုးရိုးဟင်းသီးဟင်းရွက်စားသလိုစားတာမျိုးဆိုလို့ရှိရင်အပြစ်ဆိုစရာအကြောင်းမရှိပါဘူးအဲ့တော့မြတ်စွာဘုရားကိုအသားစားရခေါင်းလားဆိုပြီးတော့ရှုတ်ချတယ်ပြစ်တင်တယ်ဆိုတာမျိုးတွေဘုရားလက်ထက်ကရှိခဲ့တယ်ခုဒါနကောင်းမှုနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားခွဲခြားပြီးတော့ဟောတယ်အလူကံပုဂ္ဂိုလ်မိမိလှူတဲ့ပုဂ္ဂိုလ်ရဲ့ကိုချင်းတရားပေါ်မှာမူတည်ပြီးတော့
ဒါနကောင်းမှုရဲ့အကျိုးတရားဟာမတူဘူးလို့ခွဲခြားဟောထားတာရှိတယ်ဘုရားဟောတာကအဲ့ဒါလို့ခေါ်တာဒါနဲ့ပတ်သက်လာပြီးတော့မြတ်စွာဘုရားကိုဆွဆွဲချက်တွေဘယ်လိုဖြစ်လာတော့ဆိုဝိသဂေါတတုံးမှာဝိသဂေါတဆိုတဲ့ပရပိုက်ကမြတ်စွာဘုရားစီလာပြီးတော့သူကြားတဲ့သတင်းကိုလျှောက်ထားတယ်အဲ့ဒီခေတ်ကမြတ်စွာဘုရားရဲ့ဒါနတရားကိုနာယူမှတ်သားပြီးတော့တစ်ဖက်ဘာသာကြားတွေကဘုရားပေါ်မှာဆွဆွဲကြတယ်ဘယ်လိုဆွဆွဲတုံးဆိုယဟန်ဂေါရမကဒါနနဲ့ပတ်သက်ပြီးဟောလေးရှိတယ်တဲ့ငါကိုလှူမှအကျိုးရှိတယ်တခြားပုဂ္ဂိုလ်တွေလှူရင်အကျိုးမကြည့်ဘူးလို့ဟောတယ်တဲ့ငါတပည့်တွေလှူမှအကျိုးကြီးတယ်တခြားပုဂ္ဂိုလ်တွေရဲ့တပည့်ကိုလှူရင်အကျိုးမကြည့်ဘူးလို့ဟောတယ်သာဝတိပြည်ကကောသလမင်းကြီးရဲ့နားထီအောင်ရောက်လာကောသလမင်းကြီးရဲ့နားပါကြားလာဖះကငါသာလှူရမယ်သူများကိုမလှူရဘူးငါလှူမှအကျိုးရှိတယ်သူများလှူရင်အကျိုးမရှိဘူးငါတပည့်တွေလှူမှအကျိုးကြီးတယ်သူများတပည့်တွေလှူရင်အကျိုးမကြီးဘူးလို့ဒီလိုဟောတယ်ဆိုပြီးတော့ဆွဆွဲကြဲမှုတွေပေါ်လာခဲ့ဘူးတယ်အဲ့ဒီဆွဆွဲမှုကိုတခါတော့ကမင်းဆိုးရာစာပရိသတ်တရားပွဲတပွဲမှာပရိသတ်စုံတဲ့တရားပွဲတပွဲမှာကောသလမင်းကြီးကအဲ့ဒီသတင်းကိုခြေဖြတ်ဖို့အနေနဲ့မြတ်စွာဘုရားကိုမေးခွန်းနှစ်ခုမေးဘူးတယ်မေးခွန်းနှစ်ပုဒ်မေးဘူးပရိသတ်ထဲမှာမေးတယ်ဘာမေးတော့ဆိုအရှင်ဘုရားတဲ့တပည့်တော်လှူခြင်းတယ်တဲ့ဘယ်လှူရမလဲသူမေးတာကြည့်နော်ဘယ်မှာလှူရမလဲလို့ဆိုမြတ်စွာဘုရားဘယ်လိုဖြေတော့တကားတော့မင်းကြီးကြီးညိုတဲ့နေရာလှူတဲ့ကြီးညိုတဲ့ဆိုတာကိုယ်စိတ်ဝင်စားတဲ့နေရာလှူလို့ပြောဒါတခွန်ဒီမေးခွန်းကပြေးသွားတယ်နော်အရှင်ဘုရားဘယ်လှူရမလို့ဆိုအိုးကိုကြိုက်တဲ့နေရာလှူပေါ့ဘယ်လိုလှူလို့မပြောဘူးအဲ့ကြတော့ဘုရားကိုကြိုက်တဲ့နေရာလှူကိုကြီးညိုတဲ့နေရာလှူဘုရားသုံးတဲ့စကားလုံးလေးကဘယ်လိုသုံးလို့ဆိုယထပတိရတိတထဒေဟိတဲ့ကိုစိတ်ကြည်နူးတဲ့နေရာကိုလှူပါလို့သူပြောတယ်ဟောနောက်တစ်ခါမင်းကြီးကဆက်ပြီးတော့မေကွန်းတစ်ခုထပ်မေးတယ်ကောင်းပြီဗျာတဲ့တပည့်တော်ဘယ်သူလှူရင်ဘယ်ကိုလှူရင်ပို့ပြီးတော့အကျိုးကြီးမလဲဟာဒီမေကွန်းမေးလာမေးတော့မြတ်စွာဘုရားကဖြေတယ်တခါတော့မင်းကြီးတဲ့ခုနမေကွန်းနဲ့ဒီမေကွန်းကမတူဘူးတဲ့ခုနမေကွန်းကဘယ်မှာလှူရမလဲဆိုကိုကြည်ညိုတဲ့စီလှူလို့ပြောဘယ်လှူရင်အကျိုးကြီးမလဲအကျိုးရှိမလဲဆိုဒီမေကွန်းကခုနမေကွန်းနဲ့မတူဘူးတဲ့အဲ့ဒါကြောင့်မို့လို့တီလရှိတဲ့ပုဂ္ဂိုလ်ကိုလှူရင်အကျိုးကြီးတယ်တီလမရှိတဲ့ပုဂ္ဂိုလ်ကိုလှူရင်အကျိုးမကြီးဘူးဟောခွဲခြားဖြေလိုက်ပြီအဲ့ဒါဒီလိုဆိုတာပေါ့နော်အဲ့ဒီမှာပရိသတ်ကရှင်းသွားတယ်မြတ်စွာဘုရားပေါ်မှာဆွဆွဲထားတယ်ငါသာလှူရမယ်သူများကိုမလှူရဘူးငါလှူမှအကျိုးကြီးတယ်သူများလှူရင်အကျိုးမကြီးဘူးငါတာဝကတွေကိုသာလှူရမယ်သူများတာဝကတွေမလှူရဘူးငါတာဝကတွေလှူမှသာအကျိုးကြီးတယ်သူများတာဝကတွေလှူရင်အကျိုးမကြီးဘူးဆိုတဲ့ဘုရားကဟောတယ်ဆိုတဲ့သတင်းပြန့်နေတဲ့ဆွဆွဲချက်မမှန်ကန်ဘူးဆိုတာထင်ရှားတော့ဘုရားကိုယ်တိုင်ကနှုတ်မိတ်ပြီးတော့ဖြေလိုက်တော့မှန်ကန်ဒါရှင်းလင်းသွားတာတခုနော်အဲ့ဒါလို့မရှင်းလင်းခင်ကဖြစ်လေဝိသဂေါတဆိုတဲ့ပြပိုက်ကသူကြားတဲ့သတင်းကိုမြတ်စွာဘုရားလာလျှောက်တယ်ရှင်ဂေါရမတဲ့ကျွန်ုပ်ဒီသတင်းကိုကြားနေရတယ်တဲ့ဘာလဲဆိုယဟန်ဂေါရမကဒါနတရားနဲ့ပတ်သက်ပြီးဟောရတယ်တဲ့ငါကိုသာလှူရမယ်သူများကိုမလှူရဘူးငါတပည့်သားတွေကိုသာလှူရမယ်တခြားတပည့်သားတွေကိုမလှူရဘူးငါလှူမှအကျိုးကြီးတယ်တခြားလူတွေလှူရင်အကျိုးမကြီးဘူးငါတပည့်သားတွေလှူမှအကျိုးကြီးတယ်တခြားတပည့်သားတွေကိုလှူရင်အကျိုးမကြီးဘူးလို့ဒီလိုဟောတယ်လို့တပည့်တော်သတင်းကြားနေပါတယ်တဲ့
အဲ့ဒီကြားတဲ့သတင်းဟာတကယ်အမှန်ပဲလားအရှင်ဘုရားဟောတဲ့ဟာကိုလိုက်ပြောတာဟုတ်သလားတပည့်တော်အနေနဲ့ကတော့မဆွဆွဲလိုပါဘူးတဲ့မဆွဆွဲလိုပါဘူးအရှင်ဘုရားဟောတယ်ဆိုတာတပည့်တော်မသိဘူးအဲ့ဒါကြောင့်မဆွဆွဲလိုဘူးတဲ့ဒီဟောပြောချက်နဲ့ပတ်သက်ပြီးတော့အရှင်ဘုရားပေါ်မှာစွဲချက်တွေဖြစ်နေတယ်ပေါ့ဟုတ်ပါသလားမင်္ဂန်တဲ့အနေနဲ့သူတို့ရှင်ဘုရားပြောတဲ့အတိုင်းလိုက်ပြောတာဟုတ်ကြရဲ့လားတပည့်တော်တို့ကတော့မဆွဆွဲလိုပါဘူးလို့ဘုရားကိုလျှောက်တယ်နော်အဲ့ဒီမှာဒါနတရားနဲ့ပတ်သက်တဲ့မြတ်စွာဘုရားရဲ့သဘောထားကိုမြတ်စွာဘုရားထုတ်ပေါ်ပြီးတော့ဟောတာပဲအဲ့ဒီမှာစစ်မှန်သဘောတရားဆိုတော့မြတ်စွာဘုရားကဟောတယ်ဒီစကားဟာတက်တက်ဆွဆွဲပြီးတော့ပြောတဲ့စကားများတာဖြစ်တယ်သူတခါမှအဲ့ဒါလို့မဟောဘူးတဲ့ငါကိုသာလှူရမယ်သူများကိုမလှူရဘူးငါဘယ်တော့မှမပြောငါတပည့်ကိုသာလှူရမယ်သူများတပည့်တာဝကတွေကိုမလှူရဘူးဘယ်တော့မှမပြောငါကိုလှူမှသာအကျိုးကြည့်တယ်သူများကိုလှူရင်အကျိုးမကြည့်ဘူးလို့လည်းဘယ်တော့မှမပြောဘူးငါတပည့်တာဝကတွေလှူမှအကျိုးကြည့်တယ်တခြားတပည့်တာဝကတွေကိုလှူရင်အကျိုးမကြည့်ဘူးလို့ငါမပြောဘူးတဲ့သူတို့ဟာတက်တက်ငါ့ကိုဆွဆွဲပြောဆိုကြတာပဲဖြစ်တယ်ဟောငါတခုပြောမယ်တဲ့ယောခောဝိသပရံဒါနံတဒန္တံဝါရင်တိဝါရေတိလူတယောက်ဟာသူများအလှလူတာကိုတားမြစ်လို့ရှိရင်တဲ့အန္တရာယ်၃မျိုးလောက်တာရောက်တယ်ပေါ့သူ့ဘာသူလှူတာကိုလည်းမဆိုင်အဲ့ဒါမျိုးငါမပြောဘူးတဲ့သူများလှူတာကိုဟန်တားတဲ့ပုဂ္ဂိုလ်ဟာအန္တရာယ်ပြုရရောက်တယ်တဲ့ဒီ၃မျိုးကိုအန္တရာယ်ပြုရရောက်တယ်ဘာလဲလို့ဆိုလို့ရှိရင်နော်အလှဒါယကကုသိုလ်ရဖို့အတွက်အန္တရာယ်ဖြစ်တယ်ဟုတ်လားလှူတဲ့လူကသူကသွားဟန်တာလို့မလှူတဲ့လူပြောသည့်အတွက်ကြောင့်ကုသိုလ်ရရမှမရတော့ဘူးလေအဲ့ဒါကြောင့်မို့လို့သူများလှူတာကိုတားမြစ်မယ်ဆိုလို့ရှိရင်တဲ့ဒါယကရဲ့ကုသိုလ်အန္တရာယ်ကိုလည်းသူလောက်ရရောက်တယ်ကုသိုလ်ကိုအန္တရာယ်ပြုတာတားဆီးတာလည်းဖြစ်တယ်ပုံညံတရယ်လို့ခေါ်တာပေါ့နော်ကုသိုလ်ရရမှမရတော့ဘူးကုသိုလ်ကောင်းမှုရဲ့အန္တရာယ်ဖြစ်သွားကုသိုလ်မဖြစ်တော့နောက်တစ်ခုကဘာတော့ဆိုအလူကံပုဂ္ဂိုလ်အတွက်ရရမယ့်ပစ္စည်းမရလိုက်ဘူးဆိုသူ့ကိုလည်းပဲလာဘန္တရေသူရရမယ့်ပစ္စည်းအတွက်အန္တရာယ်လုံးလိုက်တာပဲတဲ့ဒါဟောအလူကံပုဂ္ဂိုလ်အလှတဲ့ပုဂ္ဂိုလ်ကဒါယကကုသိုလ်ရရမှမရတော့ဘူးအလူကံပုဂ္ဂိုလ်ကလည်းပစ္စည်းရရမှမရတော့ဘူးဟောအလူကံပုဂ္ဂိုလ်ကိုလည်းကုသိုလ်မဖြစ်အောင်အန္တရာယ်ပေးလိုက်တာနဲ့တူတူပဲတဲ့လူခံတဲ့ပုဂ္ဂိုလ်လည်းပဲပစ္စည်းရရမှမရအောင်အန္တရာယ်ပြုတာနဲ့တူတူပဲတဲ့မြတ်စွာဘုရားဒါမျိုးငါဘယ်တော့မှမလုပ်ဘူးနောက်ဆုံးမှာသူများလှူတာကိုဟန်တားတဲ့ပုဂ္ဂိုလ်ဟာတဲ့မဟန်တားခင်ကတည်းကသူ့ရဲ့စိတ်ယုတ်မှာကြောင့်မို့လို့သူများလှူတာသူကသူလှူတာပဲလေအဲ့တော့မလို့မုန်းထားတဲ့စိတ်နဲ့ဟန်တားတာဖြစ်သွားတယ်ဖြစ်သွားတော့မဟန်တားခင်ကတည်းကသူကခုနကကောင်းမှုရဲ့အန္တရာယ်မဖြစ်ခင်ရရှိမဲ့ပစ္စည်းလလာပါရရှိမဲ့အန္တရာယ်ကိုမပြုခင်ကျွတ်တင်ပြီးတော့သူ့ရဲ့ဂုဏ်သိက္ခာတွေသူဖြည့်ဆည်းပြီးသားဖြစ်သွားပြီဒီလိုဆိုလို့နော်အဲ့တော့ရသော်ဘုရားဆိုလိုတာကသူများလှူတာကိုမလှူနဲ့လို့တားတဲ့ပုဂ္ဂိုလ်ဟာဒီအချက်၃ချက်ကိုသူ့မှာထိခိုက်နစ်နာမှု၃ခုသူလုပ်တဲ့အလုပ်ကြောင့်ကာယကံမှာကုသိုလ်ရရမှာမရတော့ဘူးအလှူကံပုဂ္ဂိုလ်ပစ္စည်းရရမှာမရတော့ဘူးသူကိုယ်တိုင်မှာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုကိုယ့်အကိုဖြည့်ဆည်းပြီးသားဖြစ်သွားပြီတဲ့၃ခုဒီလို၃မျိုးအတွက်အနေဖြစ်သွားတယ်လို့ပြောဒါကြောင့်မို့လို့အလှူဒါနနဲ့ပတ်သက်ပြီးတော့
တရိစ္ဆာန်ပဲကျွေးကျွေးလူကိုပဲပေးပေးမဟန်တာရဘူးလို့ပြောနော်ဟန်တာရင်အဲ့ဒီ၃မျိုးဖြစ်တယ်ဒီလိုဆိုတော့မြတ်စွာဘုရားဒါဌာနနဲ့ပတ်သက်တဲ့မြတ်စွာဘုရားရဲ့သဘောထားပဲမှန်ကန်တဲ့သဘောထားတစ်ခုမြတ်စွာဘုရားရှင်းပြောပြီးတော့ဒါနနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဘယ်လိုဟောလိုက်တော့အဟံခောပနဝိသဧဝံဝဒာမိဒါနနဲ့ပတ်သက်လာလို့ရှိရင်ငါဒီလိုဟောတာတဲ့လူတွေဟာနေ့စဉ်နဲ့အမျှစားတော့ပြီးတဲ့အခါအိုးတွေခွက်တွေဆေးကြတယ်ကြောကြသမင်းချက်တဲ့အိုးတွေစားတဲ့ခွက်တွေဆေးကြောတန့်စင်တဲ့အခါမှာတဲ့ရေမြောင်းရှိရင်ရေမြောင်းနဲ့တွန်ရတယ်ပေါ့နော်အဲ့လိုဆေးကြောတန့်စင်ပြီးတော့ရေမြောင်းနေတဲ့မှာတွန်ရတယ်လွတ်ရကျွတ်တွန်ရတယ်ဆိုတဲ့အချိန်လေးမှာတဲ့ဟောဒီအိုးဆေးရည်ခွက်ဆေးရည်တွေမှာပါတဲ့အစာအာဟာရလေးတွေတရားဝါလေးတွေစားပြီးတော့မျှတကြပါစေလို့စိတ်แท้ကကြံတွေးလိုက်ရုံနဲ့ဒါနဖြစ်တယ်ဒါမြတ်စွာဘုရားရဲ့ဒါနနဲ့ပတ်သက်တဲ့သဘောထားနော်အောက်ထစ်ဆုံးပြောတဲ့စကားအဲ့တော့ဘုရားဟောတဲ့စကားလုံးတိုင်းပြောမှဆိုယေဟိတေစန္ဒနိကာယစန္ဒနိကာယဆိုတာရေမြောင်းတွေကိုပြောတယ်နော်ရေသိုးမြောင်းတွေကိုစန္ဒနိကာဩလိခံတွေဝါရေပုတ်တွေထုတ်တဲ့ရေအိုင်တွေအဲ့ဒီမှာထာလိဒောဝနံဝါတရာဝဒောဝနံဝါသတ္တယသမင်းအိုဆေးတာတွန်လိုက်တယ်ခွက်ဆေးတဲ့ရေတွေကိုတွန်လိုက်တယ်အဲ့ထဲပဲအစာအာဟာရလေးတွေပါသွားတယ်သမင်းလုံးလေးတွေဟင်းညံလေးတွေပါသွားတယ်နော်အဲ့ဒီလိုပါသွားတဲ့ဟာကိုရေတထပါလာအဲ့ဒီမြောင်းနေချောင်းနေဒစီအိုင်တွေထဲမှာတရားဝါလေးတွေရှိကြတယ်တဲ့အဲ့ဒီတရားဝါလေးတွေဟာဒီဟာနဲ့ညှတကြပါစေစားကြပါစေဆိုတဲ့စိတ်ဓာတ်နဲ့စွန့်မယ်ဆိုရင်တဲ့တတောနိဒာနံပါဟံဝိသပုံညတအာဂမံဝရာမိကုသိုလ်အကျိုးရတယ်တဲ့အလကားမဖြစ်ဘူးတဲ့နော်အကြံအတွင်းဆေးကြောပြစ်တဲ့ဟာတောင်မှပဲဒီစိတ်ကလေးထားဖို့လိုတယ်လို့ဆိုလို့တယ်နော်မထားပဲနေရင်တော့ဒီတိုင်းပြစ်လိုက်ရင်တော့ကုသိုလ်ရတယ်လို့ခေါ်တာမဟုတ်ဘူးနော်တရားဝါတွေစားကြပါစေဆိုတဲ့စိတ်ကလေးနဲ့အိုးဆေးရေခွက်ဆေးတွေကိုရေမြောင်းထဲမှာတွန်လိုက်လို့ရှိရင်အဲ့ဒီမြောင်းထဲမှာရှိတဲ့တရားဝါလေးတွေစားကြပါစေဆိုတဲ့စိတ်နဲ့ဆုံလို့ရှိရင်အဲ့ဒီကုသိုလ်ကောင်းမှုရဲ့အကျိုးရတယ်လို့မြတ်စွာဘုရားဟောတယ်ကဲတော့ဒါနကောင်းမှုနဲ့ပတ်သက်ပြီးဘယ်မှာဟန်တာတာရှိတယ်မြတ်စွာဘုရားဘယ်သူလှူဘယ်သူမလှူနဲ့လို့ဘယ်တော့မှမပြောဘူးလို့ဆိုလို့နော်တတောနိဒာနံပါဟံဝိသပုံညတအာဂမံဝရာမိအဲ့ဒါလို့ခွက်ဆေးရည်အိုးဆေးရည်လေးတွေစွန့်ပစ်ပြီးတော့ဒါနဲ့မျှတကြပါစေဆိုတဲ့စိတ်သဘောထားလေးကြောင့်ကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာရလာတယ်ကောပနဝါဒောမနုဿဘုဒ္ဓေလူသားတယောက်ကိုပေးမယ်ကမ်းမယ်ကျွေးမယ်မွေးမယ်ဆိုဘယ်မှမရပဲရှိမနေဟောဒီလိုဟောတာနော်ဒါဌာနနဲ့ပတ်သက်တဲ့မြတ်စွာဘုရားရဲ့ policy တစ်ခုပဲပေါ့သဘောထားပဲအဲ့တော့ဒါနကောင်းမှုဆိုတာဘယ်နေရာမှာဆိုဖြစ်တယ်စိတ်နေသဘောထားပေါ်မှာမူတည်တယ်လို့ဒီလိုပြောတာနော်အဲ့တော့ဒါနဖြစ်တယ်လို့ဆိုတိုင်းအကျိုးကြတော့တူလားလို့ဆိုတော့စဘာကျဲတိုင်းစဘာထွက်နှုံတူပါမလားမတူနိုင်ဘူးလေရေကောင်းရင်ပိုထွက်မှာပေါ့ဖာတလိုက်ဇာတွေသုံးနိုင်ရင်ပိုထွက်မှာပေါ့မျိုးကောင်းရင်လည်းပိုထွက်မှာပေါ့ဒီလိုတော့ရှိတာနော်အဲ့ဒီသဘောကိုမြတ်စွာဘုရားဟောတယ်သုတ်တန်တစ်ခုမှဆိုရင်မြတ်စွာဘုရားဘယ်လိုဟောတော့ဆိုဒါနရဲ့အကျိုးကိုငါသိသလိုများသိကြမယ်ဆိုရင်တဲ့တတ္တဝါတွေဟာနောက်ဆုံးထမင်းလုတ်တောင်မလှူပဲစားကြမှာမဟုတ်ဘူးလို့ဒီလိုပြောတယ်လှူဒန်းပြီးမှစားကြမှာဒါနရဲ့အကျိုးကိုငါသိသလိုမသိကြလို့သာမလှူကြတာငါသိသလိုများသိမယ်ဆိုရင်
နောက်ဆုံးစားမဲ့ထမင်းလုတ်ကလေးတောင်မလူပဲစားမှာမဟုတ်ဘူးလို့ဒါနရဲ့အကျိုးသိလာတဲ့အခါတန်ဖိုးရှိမှန်သိလာတဲ့အခါလူတွေဟာမလူပဲမစားကြတော့ဘူးဒီလိုဆိုလိုတာပေါ့နော်ဒါကမြတ်စွာဘုရားရဲ့ဒါနတရားနဲ့မြတ်ဗုဒ္ဓရဲ့သဘောထားတွေပဲပေါ့ဒီလိုဆိုလိုတာပေါ့နော်မြတ်ဗုဒ္ဓရဲ့သဘောထားကဲပြီးတော့မြတ်စွာဘုရားဟုတ်ပြီဒါနရဲ့အကျိုးဆိုတာတရိစ္ဆာန်ပဲလူပဲလူအတိုင်းအတာတစ်ခုရအလဟတမဖြစ်ဘူးတဲ့အကျိုးတရားဆိုတာလာမယ်သို့တော့ analyze လုပ်တယ်ခွဲခြားပြောလိုက်မယ်အဲဒါကြောင့်အဲ့ဒီမှာဘယ်လိုဟောတော့ဆိုအပိစာဟံဝိသသီလဝတ္တဝဋိနံမဟဗလံနတထာဒုတ်တိလတာဟောမြတ်စွာဘုရားခွဲခြားဟောဖို့အကျိုးရတယ်ဆိုပေမဲ့လို့တဲ့ဒါနရဲ့ကောင်းကျိုးချမ်းသာရနိုင်တယ်လို့ဆိုပေမဲ့လို့ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ကိုလှူတဲ့ဒါနနဲ့သီလမရှိတဲ့ပုဂ္ဂိုလ်ကိုလှူတဲ့ဒါနတူတယ်လို့တော့ငါမဟောဘူးတဲ့ဒါတော့ဆိုလို့လားနော်တော့ဒါကတော့လောကသဘာဝပဲကြည့်ပေါ့ရေမြေမတူဘူးဆိုလို့ရှိရင်သီးနှံလည်းပဲတူလိုက်မလဲကိုချင်းသီလဆိုတဲ့အလူကံပုဂ္ဂိုလ်ဟာရေမြေနဲ့သဘာဝနဲ့တူတယ်လေရေကောင်းမြေကောင်းမှစိုက်ပျိုးလိုက်ရင်ပို့ပြီးတော့သီးနှံတွေထွက်မယ်ဆိုတာဒါသိကြတာပေါ့အဲ့ဒါလိုပဲသီလရှိတဲ့ပုဂ္ဂိုလ်ကိုလှူလိုက်မယ်ဆိုရင်တော့ပို့အကျိုးကျေးဇူးရှိတယ်ဆိုတာဒါသိကြတာအဲ့ဒါကိုခွဲဟောတာဗျာအဲ့ဒီခွဲဟောတဲ့သဘောကိုနားထောင်ပြီးတော့ငါ့ကိုသာလှူရမယ်သူများကိုမလှူရဘူးလို့ဒီလိုတွေငါလှူမှအကျိုးရှိတယ်ငါတာဝကတွေလှူမှအကျိုးရှိတယ်အခြားပုဂ္ဂိုလ်တွေရဲ့တာဝကတွေလှူရင်အကျိုးမရှိဘူးလို့ဒီလိုဟောတယ်လို့မြတ်စွာဘုရားကိုဆွဆွဲကြတာပဲမှန်ဘုရားကအဲ့ဒါလို့ဟောတာမဟုတ်ဘူးဟောတာကပါတော့မတူညီတဲ့သဘောသီလရှိတဲ့ပုဂ္ဂိုလ်ကိုလှူတဲ့ဒါနရဲ့အကျိုးဟာကြီးတယ်လို့ဒုသီလပုဂ္ဂိုလ်ကိုလှူလို့ရှိရင်တော့အဲ့ဒါလို့အကျိုးကြီးမယ်လို့ငါမဟောနိုင်ဘူးတဲ့ငါမဟောဘူးတဲ့အဲ့ဒါမျိုးတော့အဲ့ဒီမှာလည်းပဲသီလရှိတဲ့ပုဂ္ဂိုလ်တောင်မှဘယ်လိုပုဂ္ဂိုလ်မျိုးကြတော့ပို့ပြီးတော့အကျိုးကြီးတယ်လေလို့ဆိုတဲ့အခါမှာအလူကံပုဂ္ဂိုလ်ကိုရွေးချယ်ပုံကိုမြတ်စွာဘုရားဒီနေရာမှာဟောဓာတ်နုမထားတဲ့သဘောပဲဒါဗမာတွေပြောနေတဲ့နထင်းငါးချက်ဓမ္မငါးချက်မလုပ်ဘူးလို့ဆိုတဲ့အဓိပ္ပာယ်နော်တမိုးချင်းတူတူမထားဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့အလူကံပုဂ္ဂိုလ်ဟာအင်္ဂါ၅ပါးကိုဖယ်ရှားပြီးတော့အရေးချင်း၅မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့အတိုင်းအတာမရှိအောင်အကျိုးကျေးဇူးရှိပါတယ်ကိုယ်ဌာနကောင်းမှုပို့ပြီးတော့အကျိုးတရားတွေရချင်တယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရဖို့လူတွေဟာဘယ်မှာမလုပ်ပဲရှိမလဲလို့ဆိုလို့ဒါနမပြောပါနဲ့စီးပွားလုပ်တဲ့လူတွေဟာရှိလေအလုံးလျှောက်တာတောင်မှဒီအလုံးကလာကပိုရရင်လာကပိုရတဲ့အလုံးလုံးမှာပေါ့အယောင်းဝယ်လုပ်တဲ့အခါလဲအမြတ်များရင်အမြတ်များတဲ့အလုံးလုံးကြတာပဲလေဒီလုပ်ငန်းကအမြတ်နည်းတယ်ဆိုဟောအမြတ်များတဲ့အလုံးရွှေ့လုပ်တာပဲလေဒီကုမ္ပဏီလျှောက်တာတောင်ဒီကုမ္ပဏီကလာကနည်းတယ်ဆိုဟိုကုမ္ပဏီကလာကပိုရရင်အဲ့ဒီကုမ္ပဏီပြောင်းလုပ်မှာပဲလေအဲ့ဒါမျိုးလို့ပဲကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဘယ်နေရာလှူရင်အကျိုးပိုရသလဲဆိုအကျိုးပိုရတဲ့နေရာလှူမှာပဲလေဒါကတော့သဘာဝဒါလောကသဘာဝကိုပြောအဲ့တော့မြတ်စွာဘုရားကအကျိုးရှိတဲ့နေရာအနေနဲ့သတ်မှတ်ပြပုဂ္ဂိုလ်တယောက်ရဲ့အရေးချင်းဟာမကောင်းတဲ့အညစ်အကြေး၅မျိုးကိုဖယ်ရှားပြီးသားဖြစ်ရမယ်အလှူခံပုဂ္ဂိုလ်မှာဒါအမြင့်ဆုံးအလှူခံပုဂ္ဂိုလ်ပြောတယ်ဒါကြောင့်မို့တန်ခါဂုဏ်ထဲမှာပါရမောလားအနုတ္တရံပုံညာခိတ္တံလောကတ္တအနုတ္တရပုံညာခိတ္တကုသိုလ်ကောင်းမှုပြုဖို့
လဲမြေတွေထဲမှာအကောင်းဆုံးလဲမြေလို့ဒီလိုသတ်မှတ်တာနော်ကုသိုလ်ပြုပင်တွေပြုဖို့အတွက်အကောင်းဆုံးလဲမြေတန်ခါဟာအကောင်းဆုံးလဲမြေပဲလို့ဒီလိုသတ်မှတ်ပြီးတော့မြတ်စွာဘုရားဟောတယ်အဲ့ဒီမဲ့ပုဂ္ဂိုလ်တယောက်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာစိတ်ရဲ့အညစ်အကြေး၅ပါးကိုဖယ်ရှားပြီးသားဖြစ်ရမယ်စိတ်အညစ်အကြေး၅မျိုးဆိုတာဘာလဲလို့ဆိုရင်အဲ့ဒီလူခံတဲ့ပုဂ္ဂိုလ်ဟာကာမိသန္တာလို့ခေါ်တဲ့လိုချင်စရာအာယုန်ဒီပေါ်မှာလိုချင်တတ်တဲ့တဏှာကိုဖယ်ရှားပြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုလိုတာကာမိသန္တာဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ကာမိသန္တာဆိုတာကာမဆိုတာလိုချင်စရာအာယုန်ကိုခေါ်တယ်လိုချင်စရာအာယုန်ဆိုတာဘာတွေတုံးဆိုမျက်စိကမြင်ရတဲ့လိုချင်စရာအဆင်းနားကကြားရတဲ့လိုချင်စရာအသံနှာခေါင်းကနမ်းရှူရတဲ့လိုချင်စရာအနတ်လျှာနဲ့လျဲရတဲ့လိုချင်စရာအရသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့လိုချင်စရာအထိအတွေ့အဆင်းအတန်အနတ်အရသာဒါကပစ္စည်းနဲ့တက်ပြောမယ်ဆိုရင်သုံးနိုင်မှာမဟုတ်ဘူးလေဒါကြောင့်မို့ပစ္စည်းနာမည်နဲ့မပြောဘူးအာယုန်နာမည်နဲ့ပဲပြောလိုက်မျက်စိထဲမှာမြင်ပြီးတော့ကြိုက်စရာတွေကအများကြီးပဲလေနားကနားထောင်ပြီးတော့ကြိုက်စရာအတန်တွေလည်းအများကြီးပဲလေနှာခေါင်းကနမ်းရှူပြီးကြိုက်စရာအနံ့လောကလူတွေလည်းရှားနေတာဒါတွေပဲရှားနေကြတာမဟုတ်လားမျက်စိနဲ့ပျော်စရာအာယုန်နားနဲ့ပျော်စရာအတန်တွေအားမရတဲ့အခါကျတော့ကြည့်ပါလား electronic ဆိုင်တွေမှာဘာတွေရောင်းလို့ MP3 တို့ MP4 တို့ဘာတွေသွင်းထားသချင်းလေးတွေသွင်းနော်အဲ့ဒါလေးတွေနားထောင်ပြီးတော့တချို့ရမော်တော်ဆိုင်ကယ်စီးပြီးအဲ့ဒါနားထောင်ပြီးတော့တော့နောက်ကကားလာမှမသိဘူးအစီရင်နေဖြစ်ကုန်ရောရန်ကုန်မှာတစ်ခါတွေ့တယ်လမ်းဖြတ်ကူးတယ်နှစ်ချက်ကလေးတက်ပြီးတော့တချင်းလေးနဲ့တငိမ့်ငိမ့်သွားတာဟိုကကားလာနေပြီနော်အဲ့ဒါလို့ဒီအာယုန်တွေပေါ်မှာမမောပြီးတော့ဒါကာမဂုဏ်အာယုန်တွေပေါ်မှာလိုချင်တဲ့ဆန္ဒလို့ခေါ်တာပဲနော်အတန်နဲ့ပတ်သက်လို့လဲဘယ်တော့မှတိမ်ကောသွားမှမရှိဘူးအနတ်နဲ့ပတ်သက်လို့ရောလေရေမွေးတွေအမျိုးမျိုးလာအမွေးကြိုင်တွေအမျိုးမျိုးထုတ်ဘယ်တော့မှလောက်ဝယ်မဟုတ်ဘူးဒါကြောင့်မို့အမွေးကြိုင်ထုတ်တဲ့ကုမ္ပဏီတွေချမ်းသာနေကြတာလေဟောလျှာရောရှာကနေလဲရတဲ့အရာသာရောပေါ်လိုက်တာ restaurant တွေနော်စားတောက်ဆိုင်တွေလမ်းမေးမှာကြည့်လိုက်ရင်စားတောက်ဆိုင်တွေအများကြီးဗမာစားစာအားမရတဲ့အခါကျတော့ဒါကကိုရီးယားစားတဲ့နော်ဒါကဂျပန်စတိုင်နဲ့ဆိုပြီးတော့အမျိုးစုံပဲဘယ်ကကြက်ကြော်ကောင်းတယ်ဘယ်ကအသားကင်ကောင်းတယ်သွားစားကြတာလေနော်ကောင်းပြီဆိုတဲ့ရှားကြံစားအဲ့ဒါကိုကာမိသန္တာလို့ခေါ်တာပဲကာမိသန္တာဆိုတာတခြားမဟုတ်ဘူးနားထောင်စရာကောင်းတဲ့အတန်တွေရှားတယ်မွေးကြိုင်တဲ့အနံ့တွေရှားတယ်ကောင်းတဲ့အရာတွေကိုရှားနေတယ်လိုချင်နေတယ်တတ်မဲ့နေတယ်ခန္ဓာကိုယ်နဲ့အထီးအတွေ့တွေနဲ့တူတူပဲရှားကြမ်းနေအဲ့ဒါကာမိသန္တာအဲ့ဒါလို့ကာမဂုဏ်အာယုန်နောက်မှာတန်တမဲ့ပြီးတော့ဖြစ်နေတဲ့ဆန္ဒတွေကိုဖယ်ရှားနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒီလိုဆိုလို့နော်အဲ့ဒီဆန္ဒတွေကိုချိုးနှိမ်ဖယ်ရှားထားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့ဒါသူ့ရဲ့အရေးချင်းတစ်ခုနောက်တစ်ခါလောဘဖြစ်ပြီးရင်ဘာလာတတ်တုံဆိုအစင်ပြေးနေလောဘအစင်မပြေးရင်ဒေါသဆိုတာမုန်းလိတဲ့ဒေါသကလောဘနောက်မှာလိုက်လာတတ်တယ်ဟောအဲ့ဒါကိုဗျာပါဒလို့ခေါ်တယ်ဗျာပါဒလည်းစိတ်ရဲ့အညစ်အကြေးတစ်ခုပဲကာမိသန္တာတို့ဗျာပါဒတို့စိတ်ထဲမှာရောက်နေပြီဆိုရင်ကုသိုလ်ဖြစ်ဖို့အခြေအနေမရှိတော့ဒါကြောင့်မို့သူ့ကိုနိဝရဏလို့ခေါ်တယ်ကုသိုလ်စိတ်တွေမဖြစ်အောင်စိုးပိတ်တတ်တဲ့တရား
မန္တလေးမြို့မှာရေမြောင်းနေပိတ်နေပြီဆိုလို့ရှိရင်မိုးရွာရင်ရေလွှမ်းမှာပေါ့အဲ့ဒါလိုပဲလူတွေရဲ့စိတ်တွေမှာကာမိဆန္ဒတို့ဗျာပါဒတို့ပိတ်ဆို့နေပြီဆိုလို့ရှိရင်ကုသိုလ်စိတ်တွေမရတော့ဒီလိုဆိုတာနော်ဟောနောက်တစ်ခုကဥဒိစ္စကုက္ကုစစိတ်တွေလေလွင့်နေတယ်စိတ်သောကတွေစိတ်ပူလောင်မှုတွေဖြစ်နေခုခေတ်ပြောရင် stress ပေါ့စိတ်ဖိစီးမှုတွေဝင်နေအဲ့ဒီလိုစိတ်ဖိစီးနေတဲ့စီးပွားရေးကြောင့်ဖြစ်စေစိတ်ဖိစီးမှုတွေများလာ stress တွေများလာပြီဆိုလို့ရှိရင်လေကုသိုလ်ဖြစ်ဖို့ပဲရှိတော့မရှိတော့စိတ်ရဲ့အမြင့်ကြီးတစ်ခုနောက်တစ်ခုထိဏမိတ်တာတဲ့ကုသိုလ်လုပ်ဖို့အတွက်စိတ်မပါဘူးစိတ်အားတွေပြော့လာစိတ်ဓာတ်တွေကတွန့်ဆုတ်လာအဲ့ဒါလည်းပဲကုသိုလ်ဖြစ်ဖို့ရအတွက်အခွင့်အလမ်းတွေနည်းသွားနောက်ဆုံးတစ်ခုကတော့တန်တရားဘယ်ဟာကိုမှအမှန်ကန်မသိဘူးမဆုံးဖြတ်နိုင်ဘူးတရားဓမ္မနဲ့ပတ်သက်လဲဟိုလူပြောဟုတ်လို့ဒီလူပြောဟုတ်လို့ဘာသာတရားနဲ့ပတ်သက်လာလို့ရှိရင်လေဟိုဘာသာကောင်းလို့ဒီဘာသာကောင်းလို့နဲ့တထိချဆုံးဖြတ်နိုင်စွမ်းမရှိဘူးဆိုတဲ့ဝိသိကိစ္စအဲ့ဒီ၅မျိုးပေါင်းလိုက်တဲ့အခါကာမိဆန္ဒကိုလည်းဖယ်ပြီးသားဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဗျာပါဒဆိုတာကိုလည်းဖယ်ရှားပြီးသားပုဂ္ဂိုလ်ဖြစ်ရမယ်ထိဏမိတ်္ထဆိုတာကိုလည်းဖယ်ရှားပြီးသားဖြစ်ရမယ်ဥဒိစ္စကုက္ကုစဆိုတာကိုလည်းဖယ်ရှားပြီးသားဖြစ်ရမယ်ဝိသိကိစ္စဆိုတာလည်းဖယ်ရှားပြီးသားဖြစ်ရဒီစိတ်ရဲ့အညစ်အကြေး၅မျိုးပေါ့အဲ့ဒီ၅မျိုးကိုဖယ်ရှားပြီးသားပုဂ္ဂိုလ်ဖြစ်ရင်အလူကံပုဂ္ဂိုလ်ကဒီအည်သွေးတွေဓာတွေကိုဖယ်ရှားထားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လူတဲ့အလှူဟာပို့ပြီးတော့အကျိုးကြည့်တယ်လို့ပြောတာနော်နောက်တစ်ခါဓာတွေဖယ်ရှားရုံနဲ့မကဘူးသူ့မှာထူးခြားတဲ့အည်ချင်း၅မျိုးလည်းရှိရအဲ့ဒီထူးခြားတဲ့အည်ချင်း၅မျိုးဆိုတာဘာလဲလို့ဆိုအတိခေနတိလက္ခန္ဒေနသမန္တာကတောတဲ့အတိခဖြစ်တဲ့တိလအစုနဲ့ပြည့်စုံတယ်လို့ဆိုဒါယဟန္တာပုဂ္ဂိုလ်လို့ပြောတဲ့သဘောပဲနော်ဘုရားယဟန္တာမှာအတိခတိလနဲ့ပြည့်စုံအတိခဆိုတာကျင့်เสียမလို့တော့ဘူးအထွတ်ထိပ်ရောက်နေတဲ့တိလအဲ့တော့ဘုရားယဟန္တာရဲ့တိလဆိုတာဖယ်ရှားเสียအကုသိုလ်မရှိလို့အထွတ်ထိပ်ရောက်နေတဲ့သီလမျိုးဖြစ်တယ်လေဒါကြောင့်မို့လို့အဲ့ဒီလိုသီလမျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်ကျင့်ကြံကြိုးကုပ်အထုတ်ပြီးသား perfect လို့ပြောတာပေါ့နော် perfect ဖြစ်နေတဲ့ကိုချင်းတရား perfect ဖြစ်နေတဲ့တမာတိတရား perfect ဖြစ်နေတဲ့ပညာတရားဒီလိုဆိုလို့နော်နောက်တစ်ခုကဝိမု ക്തി ဆိုတာကိလေသာတွေကနေလွတ်မြောက်ခဏလွတ်မြောက်တာမဟုတ်ဘူးအပြီးတိုင်လွတ်မြောက်ဉာဏ်အဖြစ်သွားလို့ကိလေသာတွေအလုံးကနေလွတ်သွားတဏှာရာဂတွေကနေလွတ်သွားအပြီးတိုင်လွတ်ထားတဲ့ဝိမု ക്തി နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဝိမု ക്തി ဉာဏတတနာလွတ်ထားကိုသိနိုင်မြင်နိုင်တဲ့အသိဉာဏ်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုပေါင်းလိုက်တဲ့အခါကျတော့အတိခဖြစ်ပြီးကျင့်တဲ့အကျင့်ကြံဟာလမ်းဆုံးနေတဲ့သီလသမာဓိပညာဝိမု ക്തി ဉာဏတတနာတဲ့ဒီချင်း၅မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုမလိုလားအပ်တဲ့နိဝရဏတရား၅ပါးကိုဖယ်ရှားပြီးဖြစ်ခြင်းအဆင့်မြင့်တဲ့သီလသမာဓိပညာဝိမု ക്തി ဉာဏတတနာတို့နဲ့ပြည့်စုံခြင်းလို့ဆိုတဲ့ဒီအင်္ဂါ10ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်လှူရင်ကတော့အတိုင်းအတာခင်းမဲ့လောက်အောင်အကျိုးများပါတယ်လို့မြတ်စွာဘုရားဟောတယ်ဒီလိုဆိုလိုတာနော်ဒါနနဲ့ပတ်သက်တဲ့မြတ်စွာဘုရားရဲ့သဘောထားတစ်ခုအဲ့ဒီသဘောထားကိုပဲဂါထာလေးနဲ့ထပ်ပြီးတော့မြတ်စွာဘုရားဒီသုတ်တံမှာဟောထားတာရှိသေးတယ်ဘုရားဟောတဲ့စကားလုံးလေးတွေကနွားဆိုတာ
နနမကြီးသားဖြစ်ဖြစ်နဖြူမသားဖြစ်ဖြစ်နဝမသားဖြစ်ဖြစ်နကြားမသားပဲဖြစ်ဖြစ်ထွားကြိုင်းပြီးတော့ဝန်ယုံနိုင်မှုကအဓိကပဲဒါတော့ဟုတ်တာနော်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြောတာကြားဖို့ရပါလိမ့်မယ်တရုတ်ပြည်ကခေါင်းဆောင်ကြီးတိမ်လျှောက်ပင်ပြောသွားတယ်ဆိုတဲ့စကားနဲ့ကြောင်ဟာလက်ထာဖြူတာအဓိကမဟုတ်ဘူးကြွက်ခုတ်ဖို့ကအရေးကြီးတယ်ဒီလိုဆိုလို့နော်ကြောင်နဲ့ကြောင်ဖြူဖြူဒါအရေးကြီးဘူးကြွက်ခုတ်ဖို့ကအရေးကြီးတယ်အခုလည်းပဲမြတ်စွာဘုရားကဒီမှာဒါနကောင်းမှုလုပ်ပြီဆိုတာကိုဥပမာတစ်ခုအနေနဲ့ပြောမယ်အေးနနဲ့မှသားဖြစ်ဖြစ်နဖြူမှသားဖြစ်ဖြစ်အဓိကမဟုတ်ဘူးတဲ့ဆိုလိုတာကတော့နွားဟာနနဲ့ပဲဖြစ်စေနကြားပဲဖြစ်စေနော်နဖြူပဲဖြစ်စေနနီပဲဖြစ်စေအရေးကြီးတာတော့ဝန်ယုံနိုင်ဖို့ကအဓိကအဲ့ဒီဝန်ယုံနိုင်တဲ့နွားကိုပဲလှဲကပြီးတော့ဝန်တဲမှာပဲဟောနဘိနဂတ်တွေဘယ်မှာဘယ်သူကသုံးမလဲပေါ့ဒီလိုဆိုလို့တယ်ပေါ့အဲ့ဒါမျိုးလိုပဲအရေးချင်းကိုကြည့်ပြီးတော့အသုံးချတယ်လို့ဒီလိုဆိုတာနော်အဲမြတ်စွာဘုရားကဒီလိုဟောတာဒေါရရှောဗလတံပန္နောတဲ့ဝန်ယုံနိုင်တဲ့အင်အားကြီးရှိတယ်ကလျာဏဇဝနိကမောသူများတဲ့ပို့ပြီးတော့တမ္မန်ဖြတ်လက်တယ်လင်မြန်ဖြတ်လက်တယ်တမေဝဘာရီယုံစန်းတိအဲ့ဒီလိုနွားမျိုးကိုသာဝန်ထမ်းဖို့အတွက်လှဲမှကရတယ်အသုံးချတယ်ဆိုတာတမ္မာထွားချိုင်းပြီးတော့ဝန်ယုံနိုင်တဲ့နွားမျိုးကိုအသုံးချတာအဲ့ဒါလိုပဲတဲ့ဒီပုဂ္ဂိုလ်တွေထဲမှာလည်းဘဒုသားဘယ်ဇတ်ဝင်ကသားခတ္တိယမင်းမျိုးကသားလားပြမနာကသားလားရိုးရိုးလူရဲ့သားလားဘာလူမျိုးရဲ့သားပဲဖြစ်ဖြစ်တဲ့နော်မြတ်စွာဘုရားအရေးကြီးတဲ့အရေးချင်းတွေနဲ့ပြည့်စုံမှုကအရေးကြီးတယ်ရေးကြီးတဲ့အရေးချင်းတွေဆိုတာဘာလဲလူဖြစ်လာလို့ရှိရင်ဓာတရင်ကျေးရမယ်စိတ်ဓာတ်ရင်ကျေးမှနှုတ်ရင်ကျေးတယ်ကိုယ်ရင်ကျေးစိတ်မရင်ကျေးလို့ရှိရင်အပြောဆိုလည်းမရင်ကျေးဘူးဝါရလာတာလည်းမရင်ကျေးဘူးဒါမို့ဓာတဆုံးမသွန်သင်ထားလို့ရင်ကျေးတဲ့ပုဂ္ဂိုလ်ဖြစ်ရသုဗ္ဗတအကျင့်ကောင်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရဒါလူရွေးတဲ့နည်းတွေကိုပြောပြဟုတ်တယ်လေကုမ္ပဏီတစ်ခုမှလည်းဝန်ထမ်းတစ်ယောက်ခန်းနေလို့ရှိရင်ဘာရွေးမယ်ဆိုအရေးချင်းပဲရွေးတာပဲလေအင်တာဗျူးခေါ်တာဘာရွေးတာလဲဆိုအရေးချင်းပဲရွေးတာကိုယ်လုပ်ငန်းနဲ့တင့်တော်တဲ့အရေးချင်းရွေးကြတာဒါဒီတိပဲပြောတာပဲဘာမှမထူးဘူးလောကသဘာဝနဲ့မြတ်စွာဘုရားဟောနေတာနဲ့တူတူတွေဟောနေတာနော်ဒါကြောင့်မို့လူကိုရွေးပြီးအလှကံပုဂ္ဂိုလ်ရွေးပြီးဆိုရင်ဓာတရင်ကျေးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်သုဝတ္တအကျင့်ကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဓမ္မထကိုချင်းတရားပေါ်မှာခိုင်ခိုင်မာမာအဂတိမလိုက်ဖဲနဲ့ကိုချင်းတရားပေါ်မှာစွဲမြဲစွာတည်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရသီလတမ္ပန္နကိုချင်းသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်သစ္စာဝါဒီသစ္စာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မှန်တာကိုသာပြောတယ်ဘယ်တော့မှလိမ့်မပြောဘူးနော်နောက်တစ်ခုဟိရိမနမဟုတ်တာလောက်ရမှာရှက်တဲ့ပုဂ္ဂိုလ်မဟုတ်တာလောက်ရမှာမရှက်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကမမြင်သလိုလောက်မှာပဲလေကိုယ်သိက္ခာကိုထိန်းတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရဒီဟာနံပါတ်6အရေးချင်းကဟိရိမနမကောင်းတာလောက်ရမှာရှက်စိတ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒီလိုဆိုလို့ရနော်ဟောနောက်အဆင့်မြင့်တာဖြစ်တဲ့အခါကျတော့နံပါတ်9ကျတော့ဗာပြောတော့ဆိုပဟိနဇာတိမရဏောပြန်လီမွေးဖွားခြင်းနဲ့သိဆုံးခြင်းနှစ်ခုဖယ်ရှားပြီးသားပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုဉာဏပုဂ္ဂိုလ်ပြောတာဒါကြတော့နော်ပြန်လီမွေးဖွားခြင်းလည်းမရှိဘူးသိဆုံးခြင်းလည်းမရှိတော့ဘူးနောက်မမွေးရင်မသိတော့ဘူးပေါ့ဒီလိုဆိုလို့ရနော်နံပါတ်9နံပါတ်10ကျတော့
ဗျမစရိယတကေဝလီတဲ့မြတ်သောအကျင့်ကိုပြည့်ပြည့်စုံစုံကျင့်ပြီးသားပုဂ္ဂိုလ်ဖြစ်ရမယ်မဂ္ဂင်၈ပါးအကျင့်တရားကိုအထွတ်ထိပ်ရောက်အောင်ပြည့်ပြည့်စုံအောင်ကျင့်ပြီးသားပုဂ္ဂိုလ်ဖြစ်ရမယ်နံပါတ်9ကျတော့ပဏ္ဏဘာရဝန်တို့ဝန်မိုးကြီးကိုပြစ်ချပြီးသားပုဂ္ဂိုလ်ဖြစ်ရဆိုလိုတာကခန္ဓာဆိုတဲ့ဝန်တို့ဝန်မိုးကြီးကိုနောက်ထပ်မယူဘူးဘုန်းကြီးတို့တွေကဒီဘဝတည်သွားရင်နောက်ထပ်ခန္ဓာတစ်ခုထပ်ယူအောင်ပါလေအဲ့တော့တစ်ထုပ်ကိုပြစ်ချပြီးနောက်တစ်ထုပ်ကောက်တဲ့လူတွေကိုပုရုဇဉ်တွေဆိုတာဒီတစ်ထုပ်ချပြီးနောက်တစ်ထုပ်ကောက်အောင်ပါမယ်အဲ့ဒါကြောင့်မလို့ပဏ္ဏဘာရလို့မခေါ်ဘူးယဟန္တာပုဂ္ဂိုလ်ကြတော့နောက်ထပ်မယူတော့ဘူးမယူလို့ပဏ္ဏဘာရအထုပ်ကိုချထားတဲ့ပုဂ္ဂိုလ်ဒီလိုဆိုတယ်ပေါ့ပဏ္ဏဘာရနောက်30ကဝိတ္တန်ယုတ်တကာမဂုဏ်အာယုန်တွေနဲ့ဘယ်တော့မှစိတ်တွဲပြီးတော့မနေဘူးကာမဂုဏ်အာယုန်တွေကနေလွတ်ကင်းသွားတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်17ကကတ္တကိစ္စလှုပ်เสียကိစ္စတွေအလုံးလုပ်ပြီးတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်တော့ပုရုဇဉ်ပုဂ္ဂိုလ်တွေတို့တိခပုဂ္ဂိုလ်တွေဆိုတာလှုပ်เสียတန်းလန်းနေကြီးပဲဘယ်တော့မှပြီးတတ်တယ်လို့မရှိဘူးလေအလုပ်ပြီးသွားပြီလို့ပြောတာမှန်ကန်ပြောတာမဟုတ်လှုပ်เสียကြမ်းနေသေးတာပဲအမြင်တော့ယန္တာပုဂ္ဂိုလ်ကြတော့ကိလေသာတွေဖယ်ရှားတဲ့လုပ်ငန်းဟာသူကအပြီးတတ်သွားပြီဒီလိုဆိုတယ်နော်နောက်ဆက်နေကြတော့အနာတဝမိမိရဲ့စိတ်အစဉ်မှာအမြဲမပြတ်စီးဝင်နေတတ်တဲ့လောဘတွေဒိဋ္ဌိတွေမောဟတွေဆိုတဲ့အာတဝတရားတွေမရှိတော့ဘူးနော်နံပါတ်14ကပါရဂုနိဗ္ဗာန်တည်းဟူသောကံတစ်ဖက်ကံတို့တက်လန်းပြီးဖြစ်သွားပြီတဏှာဆိုတဲ့ဒီဘက်ကနေပြီးတော့နိဗ္ဗာန်ဆိုတဲ့ဟိုဘက်ကိုရောက်ပါပါရဂုသဗ္ဗဓမ္မနာကျင့်စရာတရားအလုံးရဲ့အထွတ်ထိပ်ကိုရောက်သွားပြီလို့ဒီလိုပြောတာနံပါတ်14ကျတော့အနုပါဒာယနေဘူးတော့တဏှာဒိဋ္ဌိနဲ့အစွဲလန်းနေလုံးဝမရှိတော့ပဲနဲ့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းသွားတယ်ကိလေသာတွေချုပ်သွားသည့်အတွက်ကြောင့်ခန္ဓာလည်းချုပ်ငြိမ်းသွားတဲ့ပုဂ္ဂိုလ်အလုံးဟာချုပ်ငြိမ်းသွားအဲ့ဒါလို့ဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုလှူတဲ့အလှူကြတော့ဩတဲ့အကျိုးတရားဟာအလုံးပဲများပါတယ်လို့မြတ်စွာဘုရားဟောတယ်နော်အဲ့ဒါဒါနနဲ့ပတ်သက်တဲ့မြတ်စွာဘုရားရဲ့သဘောထားပဲပေါ့အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာဘုရားရဲ့ဒါနနဲ့ပတ်သက်တဲ့သဘောထားဟာဒါနဆိုတာဘယ်နေရာမှာပဲလှူဒါနရဲ့အကျိုးဟာမရဘူးမဟုတ်ရဘယ်ပုဂ္ဂိုလ်ပဲလှူဒါနရဲ့အကျိုးဟာသူ့အတိုင်းတိုင်းရမယ်သို့တော့ပိုရခြင်းတယ်ဆိုလို့ရှိရင်တော့ရွေးချယ်ရလိမ့်မယ်တဲ့ဟုတ်တယ်လေလူရွေးတယ်လို့ရွေးရမယ်စိုက်ပျိုးရေးလုပ်တဲ့အခါမြေရွေးတယ်လို့ရွေးရလိမ့်မယ်တဲ့အဲ့ဒါလို့ရွေးချယ်ပြီးလုပ်လို့ရှိရင်တော့အလှူအထုကိုရွေးချယ်ခြင်းအလှူခံပုဂ္ဂိုလ်ကိုရွေးချယ်ခြင်းအဲ့ဒါလို့ရွေးချယ်မှုတွေပြုပြီးတော့လှူတဲ့အလှူကတော့ချီးမွမ်းတတ်တဲ့အလှူမျိုးဖြစ်တယ်ဆိုတာမြတ်စွာဘုရားဟောကြားခြင်းဖြစ်ပါတယ်အေးဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဒါနတရားနဲ့ပတ်သက်တဲ့မြတ်စွာဘုရားရဲ့မြတ်ဗုဒ္ဓရဲ့သဘောထားကိုနာယူမှတ်သားပြီးတော့မိမိတို့ကိုယ်တိုင်မြတ်စွာဘုရားရဲ့အဆုံးအမကိုနားလည်သဘောပေါက်ပြီးဒါနကောင်းမှုလုပ်တိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ကောင်းကျိုးချမ်းသာတွေများစွာရရှိအောင်ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း